တထေးလင်ကသူ့ရဲ့ဝူလင်းလို့ခေါ်တဲ့ဆိုင်ကယ်ကိုပြင်ပေးဖို့လာပြောတာပါသူ့ကိုပြင်ရင်းနဲ့ကျွန်တော်ကဆက်ရုပ်ဖြစ်သွားအောင်လုပ်လိုက်မိတယ်ဗျာအိမ်နီးချင်းဒေါ်လီကသူ့သုံးပြီးဆိုင်ကယ်ဘက်ထရီလဲပေးဖို့ပြောတယ်ကျွန်တော်လည်းနျူကလ িয়ার စွမ်းအင်သုံးအင်ဂျင်တက်ပေးလိုက်တယ်လမ်းပေါ်ကလူငယ်တွေအကုန်လုံးပြောနေကြတာပေါ့ဒါတွေအကုန်လုံးကကျွန်တော်မှအနိုင်မဲ့ပြုပြင်မွမ်းမံမှုစနစ်ရှိနေလို့ပါကျွန်တော်လက်ထဲရောက်တဲ့ဘဲရင်မဆိုးချွင်းချက်မရှိကဘာကျော်တဲ့ကားတွေဖြစ်ကုန်တော့တာပါပဲကျွန်တော်ကအေးအေးဆေးဆေးပဲနေကျင်ခဲ့တာပါဒါပေမဲ့အိမ်ဘေးကဦးဝမ်ကိုပေးလိုက်တဲ့ဆိုင်ကယ်အစုပ်ကြီးကတညာရဲနဲ့တန်တရအလေးချိန်ရှိတဲ့ထရက်ကားကိုကြော်တက်သွားတယ်လေကျွန်တော်ဆိုင်ရှိမှာလူတွေတန်းစီကုန်တော့တာပဲငကားနိုင်ငံရဲ့အဆင့်မြင့်ဆုံးသိပ္ပံနှင့်နည်းပညာသုတေသနဌာနကတော့ကျွန်တော်စီရောက်လာတယ်ဖုန်းရှစ်လုံးမြောက်မှာဝက်ဥတစ်ခုပဲကျန်တော့တာပြင်လို့ရမလားလို့လာမေးတယ်အဲ့ဒီအချိန်မှာကျွန်တော်ဆိုင်ထဲမှာစက်ပစ္စည်းတွေနဲ့ရှုပ်နေတာပေါ့အိမ်ဘေးကဦးဝမ်ကဆိုင်ကယ်တစ်စီးကိုဆွဲခေါ်လာတယ်လီရီဦးလေးရဲ့ကားလေးကြည့်ပေးပါဦးအသေးစားမတော်တဆဖြစ်ထားတာပြင်လို့ရသေးလားတဲ့ကျွန်တော်လည်းဦးဝမ်ရဲ့ဆိုင်ကယ်ကိုလှမ်းကြည့်လိုက်တယ်ဗစက်တောင်အလိုလိုအံ့ဩသွားမိတယ်ဦးလေးရဲ့ဒီကားကကောင်းတဲ့နေရာတစ်ခုမှမကျန်တော့ဘူးဟုံးကလွဲရင်အတန်မမြည်တာဘာမှမရှိတော့ဘူးပြဦးဝမ်ကပြုံးပြီးပြောတယ်ဦးလေးလည်းငွေကြေးအဆင်မပြေဖြစ်နေလို့ပါအဆင်ပြေအောင်လေးပြင်ပေးပါဦးတားရဲ့ညီကတက္ကသိုလ်ဝန်ထမ်းဖြစ်ရအောင်မှဆိုတော့မိသားစုကပတ်စံလိုနေတယ်လေမောင်းလို့ရရင်ပြီးတာပဲဒါကိုကြားတော့ကျွန်တော်စကားတောင်မပြောနိုင်တော့ဘူးဦးဝမ်ရဲ့သားကကြောင်းနှလိုက်တာငါနှတရှိပြီးဒုတိယတန်းကျောင်းတောင်မတက်နိုင်သေးဘူးလေမျောလင်းချက်တွေနဲ့ကြည်နေတဲ့ဦးဝမ်ကိုကြည့်ပြီးတက်ပြင်းချမိတယ်ရှေ့ကိုတိုးပြီးကားကိုတေချာစစ်ဆေးလိုက်တယ်ဟုတ်ပါပြီကျွန်တော်စူးစမ်းကြည့်ပေးပါမယ်သဘောတူတယ်လေဦးဝမ်ကကျွန်တော်ပြန်ရင်းလိုက်မှကြောက်တဲ့ပုံနဲ့အမြန်ပြန်သွားတယ်ကျွန်တော်လည်းခေါင်းခိုက်ရင်းစနစ်ကိုဖွင့်လိုက်တယ်သူရှိကဆိုင်ကယ်ကိုအာယုံဆိုင်လိုက်တော့အပေါ်မှာပြထားတဲ့ကို15%ပျက်စီးနေတာကိုကြည့်ပြီးသူ့မျက်လုံးတစ်ချက်ပိတ်ပြလိုက်တယ်ဝမ်ဦးလေးပြောသွားတဲ့စကားတွေကိုတွေးပြီးတော့ပြုပြင်မွမ်းမံမဲ့အစီအစဉ်ထဲမှာလုံခြုံရေးပိုင်းကိုပါထည့်သွင်းဖို့ဆုံးဖြတ်လိုက်တယ်သူကပြုပြင်က900ယွမ်ကိုစနစ်ထဲမှာရိုက်ထည့်လိုက်တယ်စနစ်ကလည်းလိုအပ်ချက်တွေအတိုင်းပြုပြင်မှုမှန်မှုအစီအစဉ်ကိုချက်ချင်းထုတ်ပေးလိုက်တယ်။ဘာမှမတွန်းဆုတ်တော့ပဲကျွန်တော်လည်းကိရိယာတွေကိုကောက်ကင်ပြီးအလုပ်ဆက်လုပ်လိုက်တယ်။9 နာရီကြာပြီးတဲ့နောက်ကျွန်တော်ရှိမှအသစ်ဆက်ဖြစ်နေတဲ့ဆိုင်ကယ်ကိုကြည့်လိုက်တယ်။ရင်ထဲမှာအရန်ကိုကျဉ်းနှက်သွားမိတယ်။တကူလုံးမှာအထူးပစ္စည်းတွေတုံးထားယုံတင်မကပဲအစွမ်းကုန်လှုပ်ထားလိုက်တယ်။အဓိကကတော့ဆိုင်ကယ်တစ်စီးလုံးမှာစီးနှင်းသူအတွက်လုံခြုံရေးအကာအကွယ်တွေအပြည့်အစုံတပ်ဆင်ထားတာပါပဲ။ကာကွယ်ရေးစနစ်ကိုအမြင့်ဆုံးထိလှုပ်ထားလိုက်တယ်။နောက်တစ်နေ့ကျွန်တော်တကားဖွင့်လိုက်တာနဲ့ဝါဦးလေးရောက်လာတယ်ကျွန်တော်တကားဝါကဆိုင်ကယ်ကိုလက်ညှိုးထိုးပြပြီးဝမ်ဦးလေးကြည့်ပါဦးဘယ်လိုလဲမိုက်တယ်မလားဝမ်ဦးလေးတယောက်တစ်ချက်ကြည့်လိုက်ပြီးအံ့အားသင့်သွားတယ်မယုံနိုင်စရာပဲဆိုပြီးဘေးဘီအပေါ်အောက်အကုန်လိုက်ကြည့်နေတယ်နောက်ဆုံးတော့သူကတော့ထုတ်ပြီးအင်ဂျင်ကိုနှိုးလိုက်တယ်အဲကြမှာဒါငါဆိုင်ကယ်ပါလားဆိုတာတေချာသွားတော့တယ်ရှောင်းဝေမင်းရဲ့လက်ရတွေကတကယ်တော့တာပဲငါသားမင်းဖေဆိုရင်တော့ဆိုင်ကိုမင်းလက်ထဲအပ်လိုက်တာကြာပြီပေါ့ကျွန်တော်ရေလိုက်ပြီးဘာမှပြန်မပြောရဲပါဘူးဝမ်ဦးလေးကိုလက်ညှိုးနဲ့လက်မထောင်ပြပြီးပြုံးပြလိုက်တယ်ဝမ်ဦးလေးရှေ့ရဆိုတာမများပါဘူးနော်ဝမ်ဦးလေးလည်းဘေးကဆိုင်ကယ်ကိုတစ်ချက်ကြည့်ပြီးချက်ချင်းပဲငွေရှင်းပေးလိုက်တယ်ပြီးတော့ gas ကိုနင်းပြီးအိမ်ကိုမောင်းပြန်သွားတယ်ဝမ်ဦးလေးရဲ့သားဝန်တဖာကျောင်းကပြန်လာတယ်အိမ်မှာဆိုင်ကယ်အမိုက်စားတစ်စီးရထားတာတွေ့တော့သူ့မျက်လုံးတွေအယောင်လက်သွားတယ်ဟဲ့အဖေဆိုင်ကယ်အစ်စ်အတွက်ပတ်စံတုံးလိုက်တာပဲသူအိမ်ထဲဝင်ပြီးဆိုင်ကယ်တော့ကိုရှာယူလိုက်တယ်အရှိန်ကိုတစ်ချက်တည်းဆွဲလိုက်ပြီးဖုံးထုတ်ကလိုက်လွှင့်လိုက်တယ်လိုက်ထဲကကြည့်နေတဲ့လူတွေကိုမြင်လိုက်ရတော့အားလုံးကဆိုင်ကယ်ရဲ့ထူးခြားတဲ့ပုံစံကိုသဘောကျသွားကြတယ်အားလုံးကဘာအမှတ်တစိမ့်လဲဆိုတာခံမှန်းနေကြတယ်ဝန်ဒီဖာက live ကြည့်တဲ့သူအရေးအတွက်တဟုန်ထိုးတက်လာတာကိုတွေ့လိုက်ရတယ်။သူ့ရဲ့မာနတွေကအထုပ်ထိပ်ရောက်သွားပြီးတငယ်ချင်းတို့ကျွန်တော်အခုမြို့ပြင်ကလမ်းချင်းလေးစီသွားတော့မယ်။အမြန်နှုန်းဘယ်လောက်ရှိလဲဆိုတာပြပေးမယ်နော်လို့ပြောလိုက်တယ်။အဲ့ဒီလိုနဲ့ဝန်ဒီဖာတယောက်မြို့စုံထိမောင်းသွားလိုက်တယ်။သူကမောင်းရင်းနဲ့ပရိသတ်တွေကိုပါစကားပြောနေသေးတယ်။ဒါပေမဲ့ရုတ်တရက် live chat ထဲမှာအံ့ဩတန်တွေအများကြီးပေါ်လာတယ်။120ကိုဖုံးဆက်လိုက်မယ်။မင်းရှိမှာကုန်တင်ကားကြီးတစ်စီးရှိတယ်။အမြန် break အုပ်စမ်းပါလို့ပြောကြတယ်။ဝန်ဒီဖာရုတ်တရက်မောကြည့်လိုက်တော့မျက်နှာချင်းဆိုင်ကကုန်တင်ကားကြီးတစ်စီးသူ့စီကိုတန်တန်မတ်မတ်မောင်းလာတယ်။10 မီတာလောက်ပဲကွာတော့တယ်။ခဏတာအတွင်းမှာပဲဝန်ဒီဖာလန့်သွားပြီးဘာလို့ရမှန်းမသိတော့ဘူး။ break ကိုနင်းလိုက်ရမယ့်အစားဘာလို့မှန်းမသိပဲအရှိန်တင်တဲ့ gas ကိုနင်းမိသွားတယ်။ light ထဲကလူတွေအားလုံးရင်တထိတ်ထိတ်ဖြစ်ကုန်ကြတယ်။အများစုကမျက်စိကိုတောင်မှိတ်ထားလိုက်ကြတယ်။ဒါကကုန်တင်ကားအကြီးကြီးလေ။ဆိုင်ကယ်နဲ့တိုက်မိရင်ကားတိတိလေးတောင်အမှုန့်ဖြစ်သွားနိုင်တယ်။လူတိုင်းကနောက်ဆက်တွဲဖြစ်လာမယ့်အခြေအနေကိုကြိုမြင်အောင်နေကြတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာဖြစ်ပျက်သွားတာကဘယ်သူမှမမျှော်လင့်ထားတဲ့အရာဖြစ်နေတယ်။ကင်မရာထဲမှာကုန်တင်ကားရဲ့ဘယ်ဘက်ဖန်ပါကကွဲကြေသွားတာကိုမြင်လိုက်ရတယ်။တစည်းလုံးလမ်းကြောင်းလဲသွားပြီးနောက်ဆုံးမှာတော့ဘေးဆောင်ပြီးမှောက်သွားတယ်။တင်လာတဲ့တဲတွေလည်းအကုန်ဖိတ်စင်ကုန်တယ်။ကန်ကောင်းတာကရင်မောင်းကလင်းမြန်စွာတုံ့ပြန်ပြီးကားပေါ်ကနေလွတ်မြောက်လာတယ်။ဆိုင်ကယ်ဘက်မှာကျတော့ဆိုင်ကယ်ကိုယ်ထဲလေးနည်းနည်းပဲလှုပ်သွားတယ်။ live ကြည့်နေသူတွေအားလုံးကြက်တေတေကုန်ကြတယ်။သူတို့မျက်လုံးကိုတောင်မယုံနိုင်ကြဘူး။အိုဖျားကြီးဘာတွေဖြစ်ကုန်တာလဲ။တန်တရာအလေးချိန်ရှိတဲ့ကုန်တင်ကားကြီးကိုဆိုင်ကယ်တစ်စီးကတိုက်ချလိုက်တာလား။ပြီးတော့စတွင်မာကရောဘလို့နေသေးလဲအဲ့ဒီလောက်မြန်တဲ့အချိန်နဲ့ဆိုရင်တော့သူလွတ်ထွက်သွားလောက်ပြီဟေးစတွင်မာအတွက်ဆူတောင်းပေးပြီးဖျောင်းတိုင်လေးထုံပေးကြရအောင်လက်ဆောင်ပေးတာကကွန်ပျူတာနဲ့အတူတူပါပဲအေဂျင့်စွာအနားယူပါစတွင်မာရေးဟိုဘက်ရောက်ရင်ကားကြီးတွေနဲ့မတွေ့ပါစေနဲ့ဒီအချိန်မှာဝန်ဒီပါသတိပြန်ဝင်လာပါတယ်ပြင်းပြင်းထန်ထန်တိုက်မိတဲ့အချိန်မှာသူတကယ်ကိုတေတော့မယ်လို့ထင်ခဲ့တာပါဒါပေမဲ့မထင်မှတ်ပဲဆိုင်ကယ်ကောင်တာဘက်ကနေကားလေးအိတ်လိုမျိုးတစ်ခုခုထွက်လာပါတယ်ဒါကတိုက်မိတဲ့အားကိုရှော့ချပေးုံတင်မကပဲသူ့ကိုထိုင်ကုန်မှာတုတ်တုတ်မလုံနိုင်အောင်ထိန်းထားပေးပါတယ်ဝန်ဒီဖာတပ်ပြင်းရှည်ကြီးချလိုက်ပြီးရင်ဘက်ကိုပုတ်လိုက်ပါတယ်ရဲတွေကချက်ပေါက်စ်ထဲကဖုန်းကိုကြည့်လိုက်ပါတယ်
စခရင်တစ်ခုလုံးမှာ streamer အတွက်ဂုဏ်ပြုဆုတောင်းစကားတွေနဲ့ပြည့်နှက်နေပါတယ်။သူစိတ်တူတူနဲ့ကင်မရာကိုရှေ့ဘက်လှည့်လိုက်ပါတယ်။မိတ်ဆွေတို့ရေကျွန်တော်မသေးပါဘူး။ကျွန်တော်အသက်ရှင်နေပါသေးတယ်။ဝန်ဒီဖာရုတ်တရက်ပေါ်လာတော့အားလုံးအံ့ဩသွားကြပါတယ်။ဟေ့ကောင်ငါတစေမြင်နေတာလား။ဘော်ရာရေခုနကပဲမင်းစီဒုံးပြန်လက်ဆောင်ပို့လိုက်တာ။ကျေးဇူးပြုပြီးငါစီတော့မလာပါနဲ့။စတွင်မှာရေစိတ်အေးထားပါ။မင်းမမပြီးမြောက်သေးတဲ့ဆန္ဒတွေရှိရင်ပြောပြပါ။အားလုံးကကူညီပေးပါမယ်။ဝန်ဒီဖာအခုထိအသက်ရှင်နေတယ်ဆိုတာဘယ်သူမှမယုံနိုင်ကြပါဘူး။တန်တရလေးတဲ့ကားကြီးတောင်မှောက်သွားတာလေ။ဆိုင်ကယ်စီးတဲ့သူကဘလို့လုပ်ပြီးအထိခိုက်မရှိတာလဲ။ဝန်ဒီဖာရှေ့ကိုကြည့်လိုက်တော့ကားသမားတစ်ယောက်ကဘန်ဘာကိုစစ်ဆေးဖို့ထိုင်နေတာတွေ့လိုက်ရတယ်။သူကစိတ်ရှိရှိနဲ့ရှင်းပြနေတော့မှာပဲ။မိတ်ဆွေတို့ရေကျွန်တော်တကယ်အသက်ရှင်နေတာပါ။တိတ်ပံနီးကြကိုယုံကြည်ရမှာပေါ့။ရှင်းပြပြီးတဲ့နောက်မှာအားလုံးကဝန်ဒီဖာရဲ့စကားကိုယုံကြည်လာကြပါတယ်။ဒါပေမဲ့သူနောက်လဲကြည့်လိုက်တော့သူလည်းငေးမောနေပါတယ်။နေပါဦး။စတွင်မှာရေမင်းကဘလို့လုပ်ပြီးဘာမှမဖြစ်တာလဲ။ရန်သူရဲ့ကုန်တင်ကားကြီးတွေကတော့လုံးဝပျက်စီးသွားခဲ့ပြီ။ဝန်ဒီဖာကိုယ်တိုင်လည်းဒီအဖြစ်အပျက်ကိုနားမလည်နိုင်ဖြစ်နေတာပါပဲ။သူကောင်းကုတ်ရင်းနဲ့ဒီဆိုင်ကယ်ကတကယ်ကိုထူးခြားနေတာဖြစ်ရမယ်။မဟုတ်ရင်တော့ဒါကိုဘလို့မှရှင်းပြလို့မရနိုင်ဘူးလို့ရှင်းပြလိုက်ပါတယ်။ဝန်ဒီဖာကဆိုင်ကယ်ကိုတစ်ချက်ကြည့်လိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲသူအံ့အားသင့်ပြီးစကားမပြောနိုင်အောင်ဖြစ်သွားခဲ့ပါတယ်။ဆိုင်ကယ်ရှေ့ပိုင်းမှာဘာအထိခိုက်မှမရှိပါဘူး။ရှေ့မီးတောင်ချစ်ရတော့မကြံခဲ့ပါဘူး။ဒါကတကယ်ကိုအယမ်းလွန်တာပါပဲ။သူချက်ချင်းပဲနောက်ကင်မရာကိုပြောင်းလိုက်ပါတယ်။ကျွန်တော်လည်းကားတစ်စီးလုံးကိုတေချာတက်ပုံရိုက်ထားလိုက်တယ်။ live ထဲကလူတွေလည်းအားလုံးမှတ်မိကြမှာပါ။ဒီဇက်ညွန်းကို live ထဲကလူတိုင်းလည်းမုန်းကြမှာပဲ။ဒီဇက်ညွန်းအတိုင်းတော့ကျွန်တော်မသွားနိုင်ဘူး။အကြီးစားကုန်တင်ကားနဲ့တိုက်မိတာဘယ်နေရာမှလည်းပုံသွားတာမျိုးမရှိဘူး။ဒါစတရင်မှာကိုဘာသာကိုတရုပ်ဆောင်ပြီးဇလန်းဆင်ထားတာများလား။ဆိုင်ကယ်ရောင်းချင်လို့များလား။ထားပါတော့စတရင်မှာရာ။ဒီလောက်တောင်အကြီးကျယ်လုပ်ပြထားတာလင်းကနေဝယ်လို့မရဘူးလား။ဝန်ဒီဖာဆက်ရှင်းပြဖို့လုပ်နေတော့အဝေးကနေဆဲဆူတန်တွေထွက်လာတယ်။မင်းကားမောင်းတက်ရဲ့လား။ဒီနေ့ငါကားကိုတိုက်မိတာကြည်စမ်း။မင်းလျော်ပေးရမယ်။ဟာဝန်ဒီဖာကြားတော့တုံ့လောက်သွားတယ်။တစ်ဖက်လူကလမ်းမမောင်းလာတာဖြစ်ပေမဲ့သူ့ကိုပဲပတ်စံရောခိုင်းနေတယ်။သူလဲကုန်တင်ကားသမားနဲ့ချက်ချင်းရန်ဖြစ်လိုက်တယ်။လမ်းသွားလမ်းလာတွေလည်းစိတ်ဝင်စားပြီးရက်ကြည့်နေကြတယ်။အဓိကဆိုင်ကယ်ကကုန်တင်ကားကြီးကိုမှောက်သွားအောင်လုပ်နိုင်တာရှားလို့လေ။နှစ်ဖက်လုံးစကားများကြရင်အစင်မပြေတော့ကြည့်နေတဲ့သူတွေကလည်းရဲကိုဖုန်းဆက်တိုင်ပေးလိုက်ကြတယ်။မကြခင်မှာပဲရဲတွေရောက်လာတယ်။ကုန်တင်ကားသမားကချက်ချင်းရှေ့တိုးလာပြီးလူဆိုးကအရင်တိုင်းဆိုသလိုပြောလိုက်တယ်။ဒီကောင်လေးကသူ့ဆိုင်ကယ်နဲ့ကျွန်တော်ကိုဝင်တိုက်တာ။ကျွန်တော်ကားရှိပန်ပါတော့ပျက်စီးသွားပြီ။ကျွန်တော်ကကားကြီးမောင်းပြီးစားဝတ်နေရေးရှာနေရတာ။ရဲအရာရှိကြီးတို့ပဲတရားမျှတအောင်ဆုံးဖြတ်ပေးပါ။ကုန်တင်ကားသမားကအဲ့လိုပြောပြီးမျက်နှာထားတင်ထားတယ်။တိုက်မိတဲ့အချိန်မှာသူကလမ်းမှန်နဲ့ပြန်ရောက်နေပြီလေ။ပြီးတော့ဒီလမ်းမှာစောင့်ကြည့်ကင်မရာတွေလည်းမရှိဘူး။တစ်ဖက်မှာတော့သူဆုံးရှုံးသွားတဲ့အရာတွေကိုပြန်လည်ရယူနိုင်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ရင်ထိန်ရဲ့အရာရှိလီယန်ကွေးကတော့အဲ့ဒီအချက်ကိုသတိရသွားပါတယ်။ဆိုင်ကယ်တစ်စီးကကားကြီးတစ်စီးကိုတိုက်မိဖို့ဆိုတာဖြစ်နိုင်ပါမလား။ဝန်ဒီဖာကလီယန်ကွေးနဲ့တွေ့ပေမဲ့ဘာမှမပြောခဲ့ပါဘူး။သူကတော့ကားသမားပြောတဲ့စကားကိုယုံသွားပြီလို့ထင်နေတာပါ။သူချက်ချင်းပဲကြံတဲ့အချက်လက်တွေကိုလစ်လူရှုလိုက်ပါတော့တယ်။သူဖုန်းကိုမြှောက်ပြီးအော်ပြောလိုက်တယ်ငါ့ကိုတမင်တကာလာတိုက်တာသူပဲ။ဒီမှာအထောက်ထားရှိတယ်လို့ပြောပြီးတော့ပရိသတ်တွေဘလောက်စိတ်ဆိုးဆိုးဂယုမစိုက်တော့ပဲ live ကိုပိတ်လိုက်တယ်။ပြီးတော့ live ပြန်ကြည့်တဲ့အထဲဝင်ကြည့်လိုက်တယ်။လီယန်ကွေးဖုန်းကိုယူကြည့်ပြီးချက်ချင်းအံ့ဩသွားတယ်။ဆိုင်ကယ်ကကုန်တင်ကားကြီးကိုတကယ်ဝင်တိုက်တာပဲ။တကယ်ကိုမဖြစ်နိုင်တာပဲ။သူဆိုင်ကယ်ကိုတစ်ခေါက်ပြီးတစ်ခေါက်ပြန်ကြည့်နေတယ်။သူအံ့ဩပြီးထိုင်နေမိတယ်။ပြီးတော့ကားသမားကိုလှမ်းអော်တယ်သူတို့ကကင်မရာမရှိရင်လို့တလို့ပြောလို့ရမယ်ထင်နေတာလား။မြေကြီးပေါ်ကကားရတွေကိုကြည့်ဦး။ငါတို့အားလုံးမျက်စိကန်းနေတယ်ထင်နေတာလားကားသမားကနှာခေါင်းကိုပုတ်ပြီးခေါင်းငုံကစကားမပြောတော့ဘူး။ဇန်ဒီဝန်ဒီဖာကစိတ်လှုပ်ရှားစွာနဲ့ပြောတယ်။ဦးမီလီကျွန်တော်ဘာမှမဖြစ်တော့ဘူးမလား။အခုပြန်လို့ရပြီလား။နောက်ကြရင်အိမ်ကအဖေစုလိုက်မယ်ဟဲ့ရန်ကွာကခက်အေးအေးပဲခေါ်လိုက်တယ်။ဖုန်းကိုဝန်ဒီဖာစီပြန်ပေးပြီးဆူလိုက်တယ်မင်းအရှိန်မပြင်းပေမဲ့ဆိုင်ကယ်စီးရင်ဖုန်းသုံး live လွှင့်တာကအနေရများတယ်။ကိုပိုင်တက်ကိုအလောင်းစားမလုပ်နဲ့။ဒီတစ်ခါတော့ကန်ကောင်းတယ်နောက်တစ်ခါဆိုရင်တော့တရားဝင်တတိပေးပြီးရွမ်းနှစ်ရတန်ရိုက်မယ်ဝန်ဒီဖာကမကြည်မနှက်နဲ့ကောင်းလိုက်တယ်။အလုပ်ကိစ္စတွေပြီးလို့အိမ်ပြန်ရောက်တော့ညနေတောင်ဖြစ်နေပြီ။မျောလင့်ထားတဲ့အတိုင်းပဲအိမ်ရောက်တော့အဆူခံရတယ်။အဲ့ဒီအချိန်မှာပဲဆိုင်ကယ်ကတန်တရာကားကို break အုပ်မိတယ်ဆိုတဲ့ခေါင်းစဉ်နဲ့လူမှုကွန်ရက်မှာရေပန်းစားလာတယ်။ဒါပေမဲ့လူတွေကမယုံကြဘူး။ဒါက AI နည်းပညာနောက်တစ်ဆင့်တက်သွားတာလား။ပိုပြီးတကယ်အတိုင်းလက်တွေ့ဆန်လာပြီ။ဒါပေမဲ့ဒီဆိုင်ကယ်ကတကယ်မိုက်တယ်။ကားကဘလို့ပဲဖြစ်ဖြစ်မှောက်မှာတေးချနေတာပဲ။ဆိုင်ကယ်နဲ့တိုက်မိတာလောက်နဲ့တော့လုံးဝမဖြစ်နိုင်ဘူး။ကျွန်တော်ငယ်တုန်းကစပိန်စီးရင်နဲ့ truck ကားကြီးတစ်စီးကိုဝင်တိုက်ဖူးတယ်။သူကဆေးရုံမှာနှစ်ပတ်ပဲနေလိုက်ရတာ။ဖော်မလင်နှစ်ချက်ထိုးလိုက်တော့ကောင်းသွားရော။ဘာကားကြီးများအဲ့ဒါလိုလာတိုက်တာလဲ။ဟိတ်ကောင်ကြီးမင်းနေရာကဘာကားကြီးများလာတိုက်တာလဲ။ဘန်လင်ဘယ်ဘက်အောက်ကိုကြည့်စမ်း။ဘာကားကြီးကအဲ့ဒါလိုလာတိုက်ပြီးအော်နေတာလဲ။ကျွန်တော်ကကားကိုကော်ပြားနဲ့လှန်ချလိုက်တာလေ။မင်းတို့အပေါ်ထက်ကလူတွေတကယ်ပါပဲ။ online ကမှတ်ချက်တွေကလမ်းကြောင်းလွဲကုန်ပြီ။နောက်ဆုံးတော့လူတိုင်းကဒါကိုစာသားအတိုင်းလုပ်ထားတာလို့ထင်နေကြတယ်။ကျွန်းတကျွန်းမှာတော့ရွှေရောင်ဝစ်စုံဝစ်ပြီးရွှေစစ်သားရေးဖက်နှက်စီးထားတဲ့လူတစ်ယောက်ကသတင်းထဲကဆိုင်ကယ်ကိုမျက်လုံးတောက်ပစွာကြည့်နေတယ်။အိမ်တော်ထိန်ကဒုတိယမြောက်ကားကိုဝယ်မလားလို့မေးလိုက်တယ်
ကျွန်တော်ဝယ်တော့မလို့ပဲဒါပေမဲ့ online မှာဘာတွေဖြစ်နေလဲဘာမှမသိဘူးဆိုင်မှာထိုင်နေတဲ့အိုလင်ကတော့ဘာမှမရှိတဲ့ဆိုင်ကိုကြည့်ပြီးတပြင်းချနေတယ်သူကအိုလင်မရှိတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးပတ်စံအပူရှာဖို့တွေးထားတာဒါပေမဲ့မထင်မှတ်ပဲ2 ရက်အတွင်းမှာပဲဝမ်ဦးလေးရဲ့အလုပ်ကိုရသွားခဲ့တယ်ဒါကထောင်ကနန်းတန်အလုပ်ကြီးဖြစ်လာမယ်လို့ဘယ်သူမှမထင်ထားဘူးသူဒီလိုတွေးနေတော့မှပဲရုတ်တရက်ရွှေရောင်တွေတောက်ပနေတဲ့လူတစ်ယောက်ကောင်းကင်ကနေဆင်းလာတယ်တေချာကြည့်လိုက်တော့ရွှေရောင်ဝတ်စုံနဲ့ရွှေဖနက်စီးထားတဲ့လူအဆအဆအရာရာရွှေတွေကြီးဝတ်ထားတဲ့လူကဆိုင်ထဲကိုဝင်လာတယ်သူကအထင်သေးတဲ့မျက်လုံးတွေနဲ့ပတ်ပတ်လဲကိုကြည့်တယ်ဈေးမင်းကသူ့ကိုကြည့်လိုက်တယ်ကျွန်တော်ကလက်ပိုက်ပြီးမင်းကလေဟုမဟုတ်လားလို့မေးလိုက်တယ်ကျွန်တော်နာမည်ကဂျင်ဒီလူငယ်လေးဂျင်လို့ခေါ်နိုင်ပါတယ်ဝန်ဒီဖာရဲ့ကားကိုမင်းပြင်ပေးတယ်လို့ကြားတယ်ကျွန်တော်မှလည်းပြင်ကျင်တဲ့ကားတစ်စီးရှိတယ်အလုပ်ရတော့မယ်ဆိုတော့ကျွန်တော်လည်းချက်ချင်းပဲသူ့ကိုခေါင်းညှိပြီးဂျင်ဒီခမစိတ်ချတာထားပါဘယ်ကားမဆိုခမကျေနပ်အောင်ကျွန်တော်ပြင်ပေးနိုင်ပါတယ်လို့ပြောလိုက်တယ်ဂျင်ဒီကကျေနပ်သွားပုံရတယ်ပြီးတော့တကားပေါက်ဖက်ကိုလက်ရန်ပြလိုက်တယ်ချက်ချင်းပဲလူ2 ယောက်ကိုရန်တော်တွေကဆိုင်ကယ်တစ်စီးကိုတွန်းလဲလိုက်တယ်ကားကိုမြင်လိုက်တာနဲ့ကျွန်တော်မျက်လုံးတွေအယောင်လက်သွားတယ်ချက်ချင်းပဲဒါကပြိုင်ပွဲဝင်အဆင့်ရှိတဲ့စွမ်းဆောင်ရည်ကောင်းတဲ့ဆိုင်ကယ်တစ်စီးဖြစ်နေတယ်ဒါကကားပြင်ဆိုင်မဟုတ်ဘူးပတ်စံရှိတာကိုပြဖို့တက်ရောက်လာတာပဲဂျင်ဒီကသူဘလောက်အံ့ဩသွားတယ်လဲဆိုတာမြင်တော့ပြုံးလိုက်ပြီးဆက်ပြောတယ်ကျွန်တော်ငွေကြိုတင်ပေးထားမယ်တန်းပေါ့လိုအပ်ချက်ကတော့တက်နိုင်တဲ့လောက်မြန်ပြီးအောင်လုပ်ပေးဖို့ပဲအပြင်စင်ကစိတ်ကြည်နဲ့ဆရာဆိုရင်အခကြေးငွေပို့ပေးမယ်အိမ်တော်ထိန်းကကတ်ကိုထုတ်လိုက်တယ်အဲ့ဒီနောက်ဂျင်ဒီကသူ့နေကမျက်မှန်ကိုတက်လိုက်ပြီးဆိုင်ထဲကနေထွက်သွားတယ်ကျွန်တော်တော့အကြာကြီးဘာလို့ရမှန်းမသိပဲကြောင်းတောင်အောင်ဖြစ်သွားတယ်တထေးတွေအားလုံးဒီလောက်ထိစိတ်သဘောထားကြီးကြတာလားကျွန်တော်အံ့ဩနေတော့မှပဲအိမ်တော်ထိန်းကပြုံးပြီးကတ်တစ်ခုကိုထုတ်ပေးတယ်ဦးလင်ဟူကြီးကျွန်တော်တို့တခင်လေးဒီလောက်ပျော်ပျော်ရွှင်ရွှင်ပြုံးတာမမြင်ရတာကြာပြီခမ အကောင်းဆုံးဖြစ်အောင်လုပ်ပေးရလိမ့်မယ်တခင်လေးကိုမနစ်နာစေနဲ့နော်ကျွန်တော်လဲခေါင်းငိမ့်ပြီး POS ဆက်ကိုထုတ်လိုက်တယ်ဂျင်ဒီတို့ကိုလိုက်ပို့ပြီးတာနဲ့ကတ်ထဲကငွေပမာဏကိုအကြိမ်ကြိမ်ရေတွက်ကြည့်တယ်ရေတွက်လေပို့ပြီးစိတ်ထဲမှာကြည်နူးလေပဲပတ်စံရှာပြီးမတုံးရရင်တခုခုလိုနေတယ်လို့ပဲသူချက်ချင်းပဲကားဟောင်းဈေးထဲကိုပြေးသွားတယ်ကားဟောင်းတစ်စီးဝယ်ဖို့ယွမ်1000သုံးလိုက်တယ်ကားပြင်ဆိုင်ကိုပြန်ရောက်တော့စနစ်ကိုဖွင့်လိုက်တယ်ကျွန်တော်ဝယ်လာတဲ့ကားဟောင်းကိုစနစ်ထဲထည့်လိုက်တယ်စနစ်ကပျက်စီးမှုအဆင့်83လို့ပြနေတယ်ပြင်ဆင်ဖို့စိတ်အားထက်သန်စွာနဲ့ transformer လို့ရိုက်ထည့်လိုက်တယ်ဒါပေမဲ့စနစ်မျက်နှာပြင်မှာအနီရောင်တိကံပုံလေးပေါ်လာတယ်တောင်းပန်ပါတယ်လက်ရှိအဆင့်ကိုပံ့ပိုးမပေးထားသေးဘူးတဲ့စနစ်အဆင့်ကိုအဆင့်4ထိအရင်မြင့်တင်ပေးဖို့လိုအပ်နေပါပြီကျွန်တော်လည်းစိတ်ပြက်လက်ပြက်နဲ့တပြင်းချလိုက်မိပါတယ်ပြုပြင်မိုးမှန်မဲ့ပြစ်မှတ်ကိုကုန်းရေလေ3မျိုးသွားနိုင်တဲ့ရင်အဖြစ်ပြောင်းလဲလိုက်ပါတယ်ကံကောင်းတာကဒီတစ်ခါတော့အဆင်ပြေပြေနဲ့ဖြတ်တန်းသွားနိုင်ခဲ့ပါတယ်ပြုပြင်ခါနဲ့ပတ်သက်ပြီးစဉ်းစားကြည့်ပြီးတဲ့နောက်မှာတော့ယွမ်9000ခွဲလို့ရိုက်ထည့်လိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ဒါကကျွန်တော်ဘဝရဲ့ပထမဆုံးကားပဲလေနည်းနည်းတော့ရေရောပေးရမှာပေါ့သူကကားအတွက်3သိန်းသုံးလိုက်တယ်အခုပြင်ဆင်ကားကနောက်ထပ်9000ခွဲကျန်သေးတယ်လေကျန်တဲ့4000ကဒီဆိုင်ကယ်ဖိုးတန်လေးအတွက်လုံလောက်ပါတယ်ပြင်ဆင်တဲ့အချိန်နှုန်းကအမြင့်ဆုံးကိုရောက်သွားပြီမကြခင်မှာပဲစနစ်ကကျွန်တော်လိုအပ်ချက်အလိုက်ပြင်ဆင်မှုအစီအစဉ်တစ်ခုထုတ်ပေးလိုက်တယ်လုပ်ရမယ့်အလုပ်ပမာဏကိုကြည့်လိုက်တော့ချက်ချင်းပြင်ဖို့ကမဖြစ်နိုင်ဘူးစိတ်လှုပ်ရှားမှုကိုပဲထိန်းထားရတော့တယ်အာယုံကိုဒီဆိုင်ကယ်အဖိုးတန်လေးစီပြန်ပို့လိုက်တယ်စနစ်ကပြစ်မှတ်ကိုချိတ်လိုက်တဲ့အခါပြသထားတဲ့ပျက်စီးမှုအဆင့်ကသူညတသမတပဲရှိတယ်ကျွန်တော်အံ့ဩသွားမိတယ်ဘယ်တော့မှဒီလောက်အသစ်ဆက်ဆက်ကားမျိုးမတွေ့ဘူးလေနောက်တော့ပြင်ဆင်မဲ့ရီမန်းချက်ကိုရိုက်ထည့်လိုက်တယ်ညံလေကောင်းလေပေါ့ဒါပေမဲ့ကုန်ကြစရိတ်ကိုတော့နည်းနည်းတွေ့ဝေမိတယ်စဉ်းစားပြီးတဲ့နောက်ပြင်ဆင်ကားအတွက်3000ရိုက်ထည့်လိုက်တယ်ဘလို့ပဲဖြစ်ဖြစ်အမျက်နည်းနည်းတော့ရှာရအောင်ပါလေအရင်က900နဲ့ပြင်ပေးခဲ့တဲ့ဆိုင်ကယ်တွေတောင်အကုန်မိုက်နေတာပဲ3000ဆိုတာကတော့အများကြီးပဲပေါ့ပြင်ဆင်မဲ့အစီအစဉ်ကချက်ချင်းပြီးသွားတယ်ကျွန်တော်ရဲ့ရေကူးကားနဲ့ရှင်ရင်ဒါကပိုရိုးရှင်းပါတယ်မတွေ့ဝေပဲဝက်ဦးလဲကိုကောက်ကင်ပြီးစလုပ်လိုက်တယ်နောက်ဆုံးတော့မမောင်ခင်မှာပဲအလုပ်ပြီးသွားတယ်လက်ခုပ်တီးလိုက်ပြီးအိမ်ထိန်းပေးလိုက်တဲ့ဖုန်းနံပါတ်အတိုင်းဂျင်ကွေကိုခေါ်လိုက်တယ်ခဏလောက်ပါပဲတကားအပြင်ဘက်မှာကားပရိတ်အုပ်တန်ကြားလိုက်ရတယ်ဂျင်ကွေဆိုင်ထဲရှောက်ဝင်လာတယ်ဝင်ချင်းပဲသူမြင်လိုက်ရတယ်ဆိုင်လဲမှာရွှေရောင်တောက်ပနေတဲ့ဆိုင်ကယ်ကိုပေါ့သူ့မျက်လုံးတွေထဲမှာစိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုတွေပြည့်နှက်နေတယ်ကိုယ်တဲကိုရွှေရောင်တန်းအောင်ပြင်ဆင်ထားတယ်အိမ်ထဲမှာတော့တတုအယောင်တောက်တွေလင်းနေတယ်အထူးခြားဆုံးကတော့ဒီဇိုင်းပါပဲရိုးရိုးဆိုင်ကယ်လို့ဘီးနဲ့မဟုတ်ဘူးဘီးဖို့ချက်မပါတဲ့ကြီးမားတဲ့ဘီးကြီးနဲ့ကားတစ်စီးလုံးကိုထိန်းထားတာပါကြည့်လိုက်တာနဲ့ရင်ခုန်ဖို့ကောင်းပါတယ်ဒါဟာလူသားတိုင်းရဲ့အိမ်မက်ထဲကဆိုင်ကယ်ပါပဲခဏနေတော့ဂျင်ကွီကျွန်တော်ဘက်လှည့်ကြည့်လာတယ်ညီလေးမင်းတော်လိုက်တာဘယ်လောက်ပေးရမလဲပြောပြပါဂျင်ကွီကလည်းတကယ်ပွင့်လင်းတာပဲကျွန်တော်နှကန်းကိုတင်းစိတ်ထားလိုက်တယ်သူကသတိကြီးနဲ့မေးတယ်တန်းကကျွန်တော်လည်းယုံကြည်ချက်မရှိပဲပြောလိုက်မိတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကအကုန်ကျ300ပဲသုံးထားတာလေမထင်မှတ်ပဲဂျင်ကွီကခေါင်းငင်းပြတယ်
မင်းရမ်းတော်တာပဲဆိုပြီးကတ်ထုတ်လိုက်တယ်ဒါကိုကြားတော့ကျွန်တော်အရန်စိုးရိမ်သွားမိတယ်ပြီးတော့ဂျင်ဂွီကိုပြန်တတိပေးပါသေးတယ်တခင်လေးချင်းစမ်းမောင်းကြည့်အောင်မလားဂျင်ဂွီကလက်ခါပြတယ်သူကဆွဲဆောင်မှုရှိရှိပြုံးပြလိုက်ပြီးမင်းနဲ့ဆိုငါယုံကြည်လို့ရတယ်လို့ပြောတယ်ပြီးတော့နေကမျက်မှန်ကိုပြန်တက်ပြီးရှောက်သွားတော့တယ်အိမ်တော်ထိန်ကကျွမ်းကျင်စွာနဲ့ကတ်ကိုထုတ်ပြီးရှေ့တိုးလာတယ်သူကကျွန်တော်ကိုပြုံးပြတယ်တခင်လေးကိုတာဝန်ယူလာတာအနှစ်အလားလားရှိပါပြီခမည်းကလွယ်ရင်တခြားဘသူ့ကိုမှသူဒီလောက်ယုံတာမမြင်ဘူးကျွန်တော်ပါဇက်ကိုပိတ်ပြီးကြည့်နေမိတယ်ဂျင်ဒီရဲ့အိမ်တော်ထိန်ပေါ်တခုခုလွဲနေတယ်လို့ခံစားချက်ကိုသူမဖြောက်ဖျက်နိုင်ခဲ့ဘူးဂျင်ဒီကကားကိုသူ့ရဲ့ကျွန်းကိုပို့လိုက်ပြီးတဲ့နောက်မှာတော့ကျွန်းပေါ်ကလမ်းကြောင်းမှာစမ်းမောင်းဖို့စိတ်မရှိတော့ဘူးအရှိန်နှုံးတွေက dashboard ပေါ်မှာတက်လာတယ်ဂျင်ဒီကအသက်ရှူနှုံးမြန်လာတာကိုမထိန်နိုင်တော့ဘူးအရှိန်တင်လိုက်တဲ့အခါအရှိန်ကအကန့်အသတ်မရှိတက်လာတယ်ဂျင်ဒီတယောက်မကြုံစဖူးစိတ်လှုပ်ရှားမှုမျိုးခံစားနေရတယ်အရှိန်ကပိုပြီးမြန်လာတယ်ဂျင်ဒီနည်းနည်းလန့်သွားတယ်ဒီအရှိန်ကသူနားလည်နိုင်တဲ့အပြင်ဘက်ရောက်နေပြီဘေးပတ်ဝန်းကျင်ကမြင်ကွင်းတွေတောင်ဝါသွားသလိုပဲတခြားကဘာတစ်ခုတည်းရောက်သွားသလိုခံစားရတယ်ဒါကဘာဆိုင်ကယ်မျိုးလဲအနာဂတ်ကနေရောက်လာတဲ့မြေပြင်ပေါ်ကလေရင်တစ်စင်းနဲ့တူတယ်ဂျင်ဒီရဲ့လက်အောက်ငယ်သားတွေလည်းသတိထားမိသွားတယ်တခါတော့ကအမြန်ဆုံးဖြစ်ခဲ့တဲ့ဂျင်ဒီဟာပျောက်ကွယ်သွားသလိုပါပဲသူတို့ဟာသူမရဲ့အရေးအယောင်ကိုတော့မတွေးလိုက်ရပါဘူးခဏလောက်တော့လူတိုင်းထိတ်လန့်သွားကြပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့လမ်းမပေါ်မှာမောင်းဖို့အတွက်ကားကိုပြင်ဆင်နေတာနဲ့အလုပ်ရှုပ်နေခဲ့ပါတယ်ကျွန်တော်ကအရန်ကြီးထင်ပေါ်ကြော်ကြားနေတာမျိုးကိုမလိုချင်လို့ပါအဲ့ဒါကြောင့်ကားပြင်ပိုင်းပုံစံပြောင်းမဲ့အစီအစဉ်ကိုဖျက်လိုက်တယ်အတွင်းပိုင်းကိုပဲအဓိကထားပြင်လိုက်တာပါတညလုံးနဲ့တရက်နီးပါးလောက်အချိန်ယူလိုက်ရတယ်နောက်ဆုံးတော့ပြင်ဆင်မှုတွေပြီးသွားခဲ့ပြီးအပြင်ပန်းကြည့်ရင်တော့တာမန်အတိုင်းပါပဲကျွန်တော်ဝယ်တော့ကအတိုင်းပဲဖြစ်နေပေမဲ့ကားရဲ့အတွင်းပိုင်းဆက်ကတော့လုံးဝကိုပြောင်းလဲသွားပြီးကျွန်တော်ရဲ့ကိုယ်ပိုင်ကားဆိုတော့နာမည်လေးတစ်ခုလောက်ပေးမှဖြစ်မယ်အနက်ရောင်စီတင်ကားကိုတစ်ချက်ငေးကြည့်လိုက်တယ်ခဏလောက်စဉ်းစားလိုက်တဲ့အချိန်မှာပဲစိတ်ကူးတစ်ခုရလိုက်တယ်ရှောင်းဟိုင်းလို့ပဲနာမည်ပေးလိုက်တော့မယ်နာမည်ကလိုက်ဖက်ယုံတင်မကပဲမှတ်မိရလွယ်တယ်လေကားတကားကိုဖွင့်ပြီးရင်မောင်းနေရမှာထိုင်လိုက်တယ်ပြီးတော့လက်ပွေစတင်ဖက်တဲ့နေရာမှာလက်နဲ့ဖိလိုက်တယ်ကားရဲ့ control screen ပေါ်မှာစကဝက်ကိုရိုက်ထည့်လိုက်တယ်ကားအတွင်းထဲကနေစက်တန်တက်တက်လေးထွက်လာတယ်ကိုပိုင်ထောက်ထားအတီးပြုတ်ပြီးပါပြီmaster mode ကိုပြောင်းလဲလိုက်ပါတယ်ကားဆက်နှိုးလိုက်တာနဲ့ပဲစိတ်ကျေနပ်သွားမိတယ် master mode ကဒီကားရဲ့လှုပ်ဆောင်ချက်အားလုံးကိုသုံးလို့ရစေတဲ့ master mode မဟုတ်ရင်တော့ဒါကတာမန်မီသားစုစီကတစည်းပဲပေါ့မကြခင်မှာပဲလူတူကင်းမဲ့တဲ့ကမ်းခြေတစ်ခုကိုရောက်လာခဲ့တယ်ဒီမှာလူရှင်းတော့ရေအောက်မောင်းနေမှုစမ်းသပ်ဖို့အဆင်ပြေတာပေါ့အချိန်မြင့်ပြီးကားကိုပင်လယ်ထဲမောင်းချလိုက်တယ်ပင်လယ်ပြင်မှာရွက်လေမောင်းနေတယ်လို့ပါပဲဒါတင်မကသေးဘူးရေအောက်ထိပါငုပ်လို့ရသေးတယ်ကားထဲကနေပြင်းပေါက်ပြင်ပါကပင်လယ်ရေအောက်ကဘာကိုကြည့်နေမိတယ်တခါမှမခံစားဘူးတဲ့ရိုမန်တဆန်နဲ့ခံစားချက်မျိုးကိုခံစားနေရတော့မှပဲကားထဲကနေအချက်ပေးတန်တစ်ခုမီလာတဲ့ရှောင်းဟိုင်းသတိပေးချက်ကားအတွင်းမှာအောက်ဆီဂျင်နဲ့နေပါပြီးချက်ချင်းကုန်းပေါ်ကိုပြန်တက်ပါကားကိုအခုမှပြင်ပြီးခါစားဆိုတော့အောက်ဆီဂျင်ဘူးတက်ဖို့အချိန်မရခဲ့ဘူးရေအောက်မှာပိုပြီးလေးလာခြင်းသေးပေမဲ့ကုန်းပေါ်ကိုပဲပြန်တက်လာခဲ့ရတော့တယ်အခုတော့ကားရဲ့ပြန်တန်းနိုင်စွမ်းကိုစမ်းတက်ဖို့ပြင်ဆင်နေတဲ့ရှောင်းဟိုင်းပြန်တန်းမှုပုံစံစတင်ပါလို့အမိတ်ပေးလိုက်တယ်အတန်ပေးလိုက်တာနဲ့ပဲကားရဲ့ဘေးနှစ်ဖက်ကနေတောင်ပန်တွေထွက်လာတယ်ကားနောက်ပိုင်းကနေလည်းပြလဲလဲတရဲတစေလိုမီးတောက်တွေထွက်လာတယ်ချက်ချင်းပဲမိုးကြိုးပြစ်တယ်လို့အတန်ကျဲကြီးထွက်ပေါ်လာပြီးနောက်ရှောင်းဟိုင်းကလေထဲကိုဖြည်းဖြည်းချင်းပြန်တက်သွားတယ်ကားပြတင်းပေါက်ကနေအပြင်ကိုကြည့်ရင်ကျွန်တော်စိတ်လှုပ်ရှားစွာနဲ့အသက်ပြင်းပြင်းရှူလိုက်တယ်။သူရှောင်းဟိုင်းကိုထိန်းချောင်းပြီးတော့ပင်လယ်ပြင်ထက်မှလွတ်လပ်စွာပြန်တန်းစေတယ်။တစ်ဖက်မှာတော့စစ်ဌာနချုပ်စခန်းတစ်ခုထဲမှာအချက်ပေးတံတွေကျေလောင်စွာထွက်လာတယ်။စခန်းတစ်ခုလုံးတင်းမာတဲ့အငွေ့သက်တွေနဲ့ဖုံးလွှမ်းသွားတယ်။ဒုတိယတရင်မူရီကျုံးကရေတာကိုစိုက်ကြည့်ရင်ပြောလိုက်တယ်စစ်လက်နက်ထုတ်လုပ်ရေးဌာနတွေနဲ့သူတေသနဌာနအားလုံးကိုအမြန်ဆက်သွယ်လိုက်။စက်တစ်တွေစမ်းသပ်ဖို့ဘယ်သူမှတင်ပြထားတာမရှိဘူးလားလို့မေးကြည့်စစ်သားတယောက်ဆက်သွယ်ပြီးတဲ့နောက်အပေါ်ကိုမော့ကြည့်ပြီးစိုးရိမ်ကြီးပြန်ဖြေတယ်ဒုတိယတရင်မူအတီးပြုတ်ပြီးပါပြီအဓိကသူတေသနဌာနတစ်ခုခုဒါမှမဟုတ်စစ်လက်နက်ထုတ်လုပ်ရေးဌာနတစ်ခုခုကစမ်းသပ်ပြန်တန်းနေတာပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါအားလုံးရဲ့မျက်နှာအမူအရာတွေပြောင်းလဲသွားတယ်ရန်သူနိုင်ငံကထောက်လန့်ဖို့လွှတ်လိုက်တဲ့ drone တွေများလားအဲ့ဒီအချိန်မှာစစ်သားတယောက်ကမေးတယ်ဒုတိယတရင်မူပြစ်ချလိုက်ရမလားခင်ဗျာရီကျုံးကရေဒါစခရင်ကိုကြည့်လိုက်တယ်ပင်လယ်ပြင်ထက်မှာမမတ်မိတဲ့ပြန်တန်းနေတဲ့အရာဝတ္ထုတွေရှိနေတယ်ခဏလောက်စဉ်းစားပြီးသူပြောလိုက်တယ် drone တွေလွတ်ပြီးအမြန်သွားစုံစမ်းဘာလဲဆိုတာအသေးချာကြည့်နောက်ပြီးဒုံးကျည်ပစ်လွတ်ဖို့ပြင်ဆင်ထားမြို့ပေါ်ကိုပြန်တန်းလာမဲ့အရေးအယောင်မြင်တာနဲ့ချက်ချင်းပစ်ချပစ်တခြားတစ်ဖက်မှာကျွန်တော်အချိန်ကြည့်လိုက်တယ်ဖြည်းဖြည်းချင်းပင်လယ်ပြင်ကိုပြန်ဆင်းလာတယ်ပြီးတော့တစ်ချက်နှိပ်လိုက်တာနဲ့ပုံစံပြောင်းသွားတယ်အနက်ရောင်စီတင်ကားပုံစံနဲ့လမ်းမပေါ်ပြန်ရောက်သွားတယ် drone ရောက်သွားတဲ့အချိန်မှာအဲ့ဒီနေရာမှာဘာမှမရှိတော့ဘူးအချက်ပေးတံတွေလည်းပျောက်သွားပြီအဝေးကနေကြည့်ရင်အနက်ရောင်စီတင်ကားတစ်စီးပဲခီးသွားနေတာမြင်ရတော့တယ်တနာကြီးကြော်ကြားစမ်းသက်မောင်းနှင်ပြီးတဲ့နောက်ကျွန်တော်ပြင်ဆင်ရေးဆိုင်ကိုပြန်လာခဲ့တယ်ရှောင်းဟိုင်ရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်တော်တော်လေးကျေနပ်ပါတယ်ဒါပေမဲ့စီစားကတော့အရန်များလွန်းတယ်အခုပေါက်ဈေးနဲ့ဆိုရင်တော့ဒါကဈေးရန်ကြီးလွန်းတယ်ဒါပေမဲ့သူတို့ကတော့စီပြန်ဖြစ်စရာမလိုဘူးလေအဲ့ဒီလိုတွေးမိလိုက်တာနဲ့ကျွန်တော်မျက်လုံးတွေလင်းလက်သွားတယ်
ကားထဲမှာနျူကလ িয়ার စွမ်းအင်သုံးအသေးစားတအားပေးဆက်တစ်ခုသာတပ်ဆင်ထားရင်ဘက်ထရီကုန်မှာကိုစိတ်ပူစရာမလိုတော့ဘူးဒါပေမဲ့ကျွန်တော်အကြံကိုစနစ်ကချက်ချင်းညှင်းပယ်လိုက်တယ်အဆင့်မမီသေးဘူးတဲ့ကျွန်တော်အားမလို့အားမရတပြင်းချမိတယ်ဒီအဆင့်ကိုဘယ်လောက်ထိမြင့်တင်လို့ရလဲဆိုတာတော့ကျွန်တော်မသိဘူးအဲ့ဒီအချိန်မှာလူငယ်တယောက်အထဲကိုဝင်လာတယ်ကျွန်တော်မော့ကြည့်လိုက်တော့ကျွန်တော်ဝမ်းကွဲညီလင်းကျဲဖြစ်နေတယ်ဟိတ်ကောင်လင်းကျဲမင်းဘလို့လို့အချိန်ရတာလဲလင်းကျဲကသူ့အိတ်ကထဲကဖနက်တရံထုတ်လိုက်တယ်သူကျွန်တော်စီကံပေးရင်ပြုံးပြတယ်ကျွန်တော်နဲ့ရွှေဆောင်ဝေမင်္ဂလာဆောင်တော့မှာအဲ့ဒီနာမည်ကိုကြားလိုက်ရတော့ကျွန်တော်ဘာပြောရမှန်းမသိတော့ဘူးသူကနှက်ခမ်းမဲ့ရင်းနဲ့သူကမင်းကိုအမြဲတမ်းအတုံးချပြီးမင်းကိုအကိုတယောက်လိုပဲသဘောထားတယ်လို့ပြောနေတာမဟုတ်လားအခုမှဘာလို့လက်ထက်ချင်ရတာလဲအဲ့ဒီစကားကြားတော့လင်းကျဲမျက်နှာပြတ်သွားတယ်သူကအလေးနက်နဲ့ပြောတယ်ရှောင်းဝေအကြောင်းကိုအဲ့လိုလာမပြောနဲ့သူကကျွန်တော်ကိုချစ်တယ်မချစ်ရင်တခြားလူတွေကိုသူဘာလို့ချိတ်ထားမှလဲကျွန်တော်သွားကြိုက်ရင်ခေါင်းညှိပြလိုက်တယ်အေးပါကွာတယောက်နဲ့တယောက်ကိစ္စတွေကိုနားမလည်ရင်တယောက်အကြောင်းတယောက်ယူသေးပေးလိုက်တာပဲကောင်းပါတယ်လင်းကျဲကကျွန်တော်စကားမပြောတော့တာကိုမြင်တော့တပြင်းချလိုက်တယ်ပြီးတော့အကူအညီတောင်းဖို့ပြင်နေပုံရတယ်ရှောင်းဝေအမှန်တော့ဒီနေ့မင်းစီအကူအညီတစ်ခုတောင်းစရာရှိလို့ရွမ်ကကျွန်တော်ကိုလက်ထပ်ဖို့သဘောတူထားပေမဲ့မင်္ဂလာဆောင်တဲ့ကားကိုလမ်ဘော်ဂီနီဖြစ်ရမယ်လို့တောင်းဆိုနေတယ်ဒါပေမဲ့ကားရောင်းဆိုင်တွေအကုန်သွားကြည့်ပြီးပြီဘယ်ဆိုင်မှာမှဒီကားမရှိဘူးမင်းတို့မိသားစုကကားပြင်တာနှစ်တွေကြာပြီဆိုတော့အဆက်အသွယ်ရှိမှာပါရှောင်းဝေမင်းပဲကူညီပေးပါတော့အဲ့ဒီစကားကြားတော့ကျွန်တော်စကားတော့မပြောနိုင်တော့ဘူးမနေနိုင်တော့တဲ့အဆုံးကျွန်တော်ပြန်ပြောလိုက်တယ်လင်းကျဲကျွန်တော်တို့လင်းမိသားစုမှာဘာအခြေအနေရှိလို့လဲသူ့အတွက်ကားကိုဘဲကနေသွားရှာပေးရမှာလဲသူနည်းနည်းလုံးမနေဘူးလားမဟုတ်ပါဘူးကျွန်တော်ရှောင်းဝေကိုအပြစ်မတင်ပါဘူးအကုန်လုံးကျွန်တော်အမှားပါသူကလမ်ဘော်ဂီနီကိုအရန်ကြိုက်တာသူ့ကိုဝယ်ပေးဖို့တောင်မတောင်းဆိုတာကသူကကျွန်တော်ကိုအများကြီးတွေးပေးနေတာပါသူကြိုက်တဲ့ကားကိုတော့မဝယ်ပေးနိုင်တာကျွန်တော်ပြစ်ပါပဲရှောင်းဝေကိုတောင်းပန်ပါတယ်ကွာလင်းကျဲရဲ့အောက်ကျပြီးတောင်းပန်နေတဲ့မျက်နှာကိုကြည့်ပြီးငါတကယ်ကိုမကြည့်ရဘူးဝမ်းကွဲကျွန်တော်လည်းဒီလိုအဆက်အသွယ်မျိုးမရှိပါဘူးဒါပေမဲ့ကိုသဘောတူရင်ကားကိုထားခဲ့ပြီးလမ်ဘိုဂီနီလိုပုံစံဖြစ်အောင်ပြောင်းကြည့်မလားလင်းကျဲကတအံ့တုံးနဲ့ခဏလောက်စဉ်းစားနေတယ်သူ2ရက်လောက်ပင်ပန်းခံရှာနေတာတော့ကားမရသေးတာကိုတွေးမိပြီးတော့နောက်ဆုံးမှာတော့သွားကိုကြိတ်ပြီးခေါင်းငိမ့်လိုက်တယ်ကောင်းပြီလေဝမ်းကွဲအကိုရဲ့အောင်မြင်မှုကမင်းလက်ထဲမှာပဲရှိတယ်သူအောင်သာလှုပ်ပေးလိုက်တော့ပြောပြီးတော့သူ့ရဲ့ချက်တာကားအိုကြီးကိုဆိုင်ထဲမောင်းဝင်သွားတယ်ပြီးတော့သူကိုယ်တိုင်အလုပ်သွားလုပ်တော့တယ်ငါလည်းလင်ကျဲရဲ့ကားကိုကြည့်ပြီးတပြင်းချမိတယ်သူ့ကိုဘသူကများအချစ်ယူဝမ်းကွဲတယောက်ပေးလိုက်တာလေအပြင်ပန်းကိုပြင်ပေးလိုက်ဖို့ကအဓိကပဲအဲ့ဒါကတိတ်မခက်ခဲတယ်လို့အဆင့်တက်စရာလည်းမလိုဘူးငါကတော့တကယ်ကိုကောင်းကောင်းပြင်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဝမ်းကွဲအတွက်မင်္ဂလာလက်ဆောင်လိုပဲသဘောထားလိုက်တော့မယ်မျက်စိတမိတ်အတွင်းမှာပဲလင်ကျဲရဲ့ပျော်ရွှင်စရာနေ့ရက်ရောက်လာတယ်အပြင်မှာတော့စီကားတိုင်းမြိုက်နေပေမဲ့လင်ကျဲကတော့ဖုန်းကိုစိုးရိမ်တကြီးကင်ထားတယ်ရှောင်းဝေပါလို့မရောက်လာသေးတာလေလင်မိသားစုကလူကြီး2ယောက်ကလင်ကျဲကိုကြည့်ပြီးစိတ်တူနေကြတယ်ကဲမြန်လူမိသားစုစီသွားပြီးသူတို့သမီးကိုခေါ်လိုက်တော့မင်္ဂလာကိစ္စပြီးနေပြီပဲကားတစ်စီးကြောင့်နဲ့သူတို့မင်္ဂလာဆောင်ကိုညင်တော့မှာမဟုတ်ဘူးလို့ငါယုံနေပြီးတော့သူတို့လင်ကျဲကိုမင်္ဂလာကားပေါ်တက်ဖို့တိုက်တွန်းတယ်ကြီးကျယ်ခမ်းနားတဲ့ကားတန်းကြီးကလူမိသားစုစီထွက်ခွာသွားတယ်ရှေ့ဆုံးမှာကတော့မာစီဒီပန်အီကလပ်စီတင်ကားကြီးအဲ့ဒီကားတန်းထဲမှာတန်ဖိုးအကြီးဆုံးလို့ပြောလို့ရတယ်လူရွှေအန်းကသတင်းပေါက်နားမှာထိုင်နေတယ်သတင်းပေါက်ကနေကြိုဆိုဖို့လာတဲ့မင်္ဂလာကားတန်းကိုသူမြင်လိုက်ရတယ်သူမျက်နှာချက်ချင်းမဲသွားတယ်လင်ကျဲအပေါ်တက်မလာခင်မှာပဲသူအောက်ကိုပြေးဆင်းသွားတယ်ပြီးတော့လင်ကျဲကိုမေးခွန်းတွေမိုးရွာအောင်မေးတော့တယ်လင်ကျဲရှင်ဟိုတုန်းကဘလို့ကတိပေးခဲ့လဲကျမတို့ပြောထားတဲ့မင်္ဂလာကားကဘယ်ရောက်သွားလဲဒီလိုကားအိုကြီးနဲ့ကျမကိုလက်ထပ်ခိုင်းတာလားရှင်ကကျမနဲ့တန်လို့လားလင်ကျဲကအမြန်ရှိတိုးပြီးလူရွှေအန်းရဲ့လက်ကိုစုပ်ကင်လိုက်ပြီးသူကစိုးရိမ်တကြီးနဲ့ရှင်းပြတယ်ရွှေအန်းငါတကယ်ငါဘက်ကအစွမ်းကုန်စူးစမ်းခဲ့တာပါဒါပေမဲ့လမ်ဘိုဂီနီကားငှားဖို့နေရာလေးတောင်ရှာမရခဲ့တာပါဘယ်ကားပဲဖြစ်ဖြစ်အတူတူပါပဲငါတို့တယောက်နဲ့တယောက်ချစ်နေဖို့ကပဲအရေးကြီးဆုံးမဟုတ်ဘူးလားလင်ကျဲရေဒီလောက်ကိစ္စလေးတောင်မင်းမဖြေရှင်းနိုင်ဘူးလားဒါဆိုရင်မင်းငါကိုလုံးဝမချစ်ဘူးဆိုတာပေါ်လွင်နေတာပဲဒီတခါတော့ငါလက်မထက်တော့ဘူးသူပြောပြီးတာနဲ့အပေါ်ထက်ကိုတက်သွားပြီးအခန်းတကားပိတ်လိုက်တယ်လူတိုင်းကြောင်သွားကြတယ်လင်ကျဲသူ့အကျင့်ဆိုးတွေကိုအလိုမလိုက်ပါနဲ့လက်မထက်တော့ရင်လည်းပြန်ကြတာပေါ့ဒါကလက်ထက်တာလားကားနဲ့လက်ထက်နေတာလားဒါကငွေနောက်လိုက်လွန်းတာပဲလင်ကျဲဒီလောက်အတင်းမလုပ်ပါနဲ့တော့လင်ကျဲကလက်သီးကိုတင်းဆုပ်လိုက်တယ်သူလှည့်ပြီးဆွေမျိုးသားချင်းတွေကိုစိတ်တူတူနဲ့အော်ပြောလိုက်တယ်တော်ကြပါတော့ရွှေအန်းကသဘောကောင်းတဲ့မိန်းကလေးပါသူ့ကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိတာကျွန်တော်ပါလူတိုင်းကဘာပြောရမှန်းမသိပဲခေါင်းခါနေကြတယ်အဲ့ဒီအချိန်မှာပဲဝေးတဲ့နေရာကနေကားအင်ဂျင်တန်ကြဲကြီးထွက်ပေါ်လာတယ်လမ်ဘိုဂီနီကားလှလေးတစ်စီးဖြည်းဖြည်းချင်းမောင်းလာတယ်လူတွေရှေ့မှာရက်လိုက်တယ်လူတိုင်းကဒီကားရဲ့ဒီဇိုင်းကိုကြည့်ပြီးအံ့အားသင့်သွားကြတယ်လူတိုင်းရဲ့အာယုံစိုက်မှုတွေရသွားတယ်ကျွန်တော်ကားကိုရက်ပြီးအပြင်ကိုထွက်လာခဲ့တယ်ညီလေးနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်မနောက်ကျပါဘူးအချိန်ကိုက်ပါပဲလင်းကျက်မျက်လုံးထဲမှာစိတ်လှုပ်ရှားမှုတွေအပြည့်ပါပဲပြီးတော့သူ့အပေါ်ထက်ကိုလှမ်းអော်လိုက်တယ်ရွှေရန်အပြင်ထွက်ကြည့်ပါဦးအပေါ်ထက်မှာရှိတဲ့လူရွှေရန်အော်တန်ကိုကြားလိုက်တယ်
သတင်းပေါက်ကနေအောက်ကိုငုံကြည့်လိုက်တော့သူတကယ်လိုချင်နေတဲ့ Lamborghini ကားကိုတွေ့လိုက်ရတယ်။သူအောက်ကိုအမြန်ဆင်းလာပြီးတကားဖွင့်ပေးလိုက်တယ်။အားကျကျမကားကိုအတင်းကျပ်မလိုချင်ပါဘူး။ကျမကိုဂယုမဆိုင်မှာပဲစိုးရိမ်တာပါ။အခုရှင်ပြတာကိုမြင်တော့ကျမကျေနပ်ပါပြီ။လင်ကျက်လည်းဒီစကားကိုကြားတော့အတော်လေးစိတ်လှုပ်ရှားသွားတယ်။အခုတော့ကျွန်တော်လုံးဝယုံကြည်သွားပြီ။လင်ကျက်ဘာလို့အယူမှုဖြစ်နေရလဲဆိုတာသိလိုက်ပြီ။သူ့ပြိုင်ဘက်ကတကယ်ကိုမာတာကိုမင်္ဂလာပွဲပြီးတော့ဆိုင်ကိုမြန်မြန်ပြန်ကျင်နေမိတယ်။မနေ့ကလင်ကျက်ကားကိုပြုပြင်ပေးလိုက်တာစနစ်အဆင့်က4ဆင့်အထိတက်သွားတယ်။နောက်ဆုံးတော့ဒါကဖြစ်နိုင်သွားပါပြီ။သူတို့ကနျူကလ িয়ার ဓာတ်အားပေးစက်အသေးစားကိုတီထွင်နိုင်ခဲ့တယ်။နောက်တစ်ခါကျတော့စနစ်ကပေးတဲ့အစီအစဉ်တိုင်းပဲလိုက်လုပ်ဖို့အာရုံစိုက်ကြတယ်။ဒီပစ္စည်းသေးလေးအကြောင်းတွေးကြည့်ရင်ပြီးမြောက်အောင်လုပ်ဖို့တစ်ပတ်လုံးအချိန်ပေးခဲ့ရတယ်။သူ့ရှိမှရှိတဲ့လက်ဖွားလောက်ပဲရှိတဲ့အရာလေးကိုကြည့်ပြီးတော့ကျွန်တော်ရင်ထဲမှာစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတယ်။ဒီဟာသာရှိရင်နောက်ဆိုလျှက်စစ်မီတာကစောင့်စရာမလိုတော့ဘူး။ကျွန်တော်စိတ်လှုပ်ရှားနေတော့ဒီပစ္စည်းကိုရှောင်းဟီးရဲ့ဆိုင်ကယ်မှာတက်ဆင်ဖို့ပြင်ဆင်နေတော့အိမ်ကြီးချင်းဒေါ်လီကဆိုင်ထဲကိုရုတ်တရက်ရောက်လာတယ်။ရှောင်းဟီးရေအတော်အတွက်ဘက်ထရီလေးလဲပေးပါဦး။ပြီးခဲ့တဲ့တစ်ခါအိမ်ကပိတ်ထားလို့ကျင်းကြီးစီသွားပြီးဘက်ထရီလဲခဲ့ရတယ်။အဲ့ဒီကောင်ကပစ္စည်းညံ့တွေပဲတုံးနေတာနေမှာနည်းနည်းလေးပဲမောင်းရသေးတယ်မိကုန်သွားရောမြန်မြန်လေးလုပ်ပေးပါမြေးသွားကြိုရအောင်မှမို့လို့အဲ့ဒါကိုကြားတော့ကျွန်တော်နည်းနည်းစိတ်ညစ်သွားတယ်။ဆိုင်မှာအခုလောလောဆယ်ဘက်ထရီတစ်မရှိဘူး။ရုတ်တရက်ကျွန်တော်လက်ထဲကပစ္စည်းလေးကိုမြင်သွားတယ်။စိတ်ထဲမှာရဲရဲနဲ့အကြံတစ်ခုပေါ်လာတယ်။ရပါတယ်ဒေါ်လီအခုချက်ချင်းလဲပေးလိုက်မယ်။ဘယ်တစ်စိတ်ထက်မဆိုပိုခံမယ်ဆိုတာစိတ်ချလက်ချတာနေလိုက်ပါ။ပြောဆိုဆိုနဲ့ပဲဝက်ဦးလဲကိုကောက်ကင်ပြီးအခုမှအသစ်တက်ဆင်ထားတဲ့နျူကလ িয়ার ဓာတ်အားပေးစက်ကိုဒေါ်လီရဲ့ဆိုင်ကယ်မှာတက်ပေးလိုက်တယ်။ဒါနဲ့ဒေါ်လီရေဘက်ထရီအခိုးခံရတာတွေများနေလို့အတော်အတွက်ဒါကိုလောက်ပါချပေးလိုက်တယ်နော်။ဒီလိုဆိုဘယ်သူမှခိုးလို့မရတော့ဘူးပေါ့။ပုံမှန်ဘက်ထရီဆိုရင်တော့ကိစ္စမရှိပါဘူး။ဒါကနျူကလ িয়ার ဆက်ဖြစ်နေတာလေ။တခုခုဖြစ်လို့တခိုးကခိုးသွားရင်တော့အကြီးကြီးပြဿနာတက်မှာပဲ။ဒေါ်လီကတော့ဒါကိုကြားပြီးဝမ်းသာအားရနဲ့ပတ်စံထုတ်ပေးတယ်။ကျမတို့အိမ်ကြီးချင်းတွေကပဲအားကိုးရဆုံးပဲ။ပြီးတော့ဆိုင်ကယ်ကိုစီးပြီးမြေးသွားကြိုဖို့အမြန်ထွက်သွားတယ်။လမ်းမှာဒေါ်လီကဘက်ထရီအားကိုစောင့်ကြည့်နေတာဆိုင်ကယ်ဘက်ထရီကလုံးဝရောမသွားတာကိုတွေ့ရတယ်။တကယ်ပဲအရင်ဘက်ထရီတွေထက်ပိုခံတာတော့မှန်ပေမဲ့သူမသိလိုက်တာကဘက်ထရီပမာဏပြတဲ့မျက်နှာပြင်ကအလှတက်တက်ပဲဆိုတာပါပဲ။အခုတော့သူမရဲ့လျှက်စစ်ဆိုင်ကယ်ကိုအဆုတ်ဖြစ်သွားတဲ့အထိစီးလို့ရနေပါပြီ။မကြခင်မှာပဲဒေါ်လီတယောက်သူမရဲ့မြေးတူတူကိုခေါ်ထားလိုက်ရပါတယ်။တစ်တီးနဲ့ဟင်းသီးဟင်းရွက်ဆိုင်သားကိုဖျက်သွားတဲ့အခါဒေါ်လီကအမြဲလုံးနေကြအတိုင်းမြေးလေးကိုထိုင်ကုန်မှာထိုင်ခိုင်းထားခဲ့ပြီးညစာအတွက်ဟင်းရွက်ဝယ်ဖို့ဆိုင်ထဲဝင်သွားပါတယ်။ဒါပေမဲ့မထင်မှတ်ပဲသူမပြန်ထွက်လာတဲ့အချိန်မှာလူတယောက်မြေးလေးကိုလိုက်ရှာနေတာကိုမြင်လိုက်ရတယ်။တူတူကဆိုင်ကယ်ထိုင်ကုန်ပေါ်မှာရှိနေတော့မဲ့လူတယောက်ကသူ့ကိုအတင်းဆွဲခေါ်ပြီးလမ်းဘေးမှာရပ်ထားတဲ့ကားနောက်ခန်းထဲကိုပစ်သွင်းလိုက်တယ်။ဒေါ်လီလည်းအလန့်တကြားဖြစ်ပြီးကြောက်လန့်သွားတယ်။ငါမြေးကိုလွှတ်ပေးလိုက်စမ်းပါဒါပေမဲ့သူတို့ကအယမ်းမြန်တယ်။ချက်ချင်းပဲကားကိုမောင်းထွက်သွားတယ်။ဒေါ်လီလည်းဘာမှမတွေးတော့ပဲသူမရဲ့လျှက်စစ်ဆိုင်ကယ်ကိုစီးပြီးနောက်ကနေလိုက်တော့တာပါပဲ။ကားနောက်ခန်းထဲကလူကတူတူကိုဖမ်းချုပ်ထားရင်ကားမောင်းတဲ့သူကိုဟိုမိန်းမကိုမြန်မြန်ရှင်းပစ်ဖို့ပြောလိုက်တယ်။ဒီလူတွေကကလေးပြန်ပေးဆွဲတဲ့ဂိုင်းသားတွေပါ။သူတို့ကဒေါ်လီကိုအကဲခတ်နေတာကြပြီ။ဒီနေ့တော့သူမကိုမတွေးလောက်ဘူးလို့ထင်ထားတာမထင်မှတ်ပဲဒေါ်လီကဈေးဝယ်မြန်နေတာပေါ့။ကားရှိခန်းကလူကနောက်ကြည့်မှန်ကိုကြည့်လိုက်တယ်။လန်ချန်းကပြောတယ်စိတ်မပူနဲ့ငါသူမကိုဖျက်ချလိုက်မယ်။ဒီလိုအိုဟောင်းနေတဲ့ဆိုင်ကယ်နဲ့လိုက်မိဖို့ဆိုတာမဖြစ်နိုင်ဘူး။မြို့ပြင်ရောက်တာနဲ့ကားလဲလိုက်မယ်။ပြောဆိုနဲ့ပဲကားကိုအရှိန်တင်လိုက်တယ်။ခဏလေးအတွင်းမှာပဲဒေါ်လီနဲ့အကွာဝေးကိုတော်တော်လေးချလိုက်နိုင်တယ်။ဒါကိုမြင်တော့ဒေါ်လီလည်းအရှိန်ကိုအပြင်းဆုံးတင်လိုက်တယ်။မကြခင်မှာပဲသူမရဲ့လျှက်စစ်ဆိုင်ကယ်ကလမ်းမပေါ်မှာသွားနေတဲ့ကားတွေကိုတောင်ကြောတက်သွားတယ်။ကားထဲကလူတွေအံ့ဩသွားကြတယ်။ငါအရှိန်ကတနာရီကိုကီလို100တောင်ရှိနေပြီးသူကဘလို့လှုပ်လိုက်မိတာလဲ။ကလေးကိုဖမ်းချုပ်ထားတဲ့လူကလည်းမျက်မှောင်ကျုပ်လိုက်တယ်။စိုးရိမ်မနေနဲ့ရဲတွေရောက်လာရင်ပြဿနာတက်လိမ့်မယ်။ဒီအတိုင်းပဲဆက်မောင်းသူမဆိုင်ကယ်ကတိတ်ကြကြခံမှာမဟုတ်ဘူး။ကားမောင်းသူကခေါင်းညှိလိုက်တယ်။စိတ်ကိုထိန်ပြီးမျိုးစုံဘက်ကိုတန်းမောင်းသွားတယ်။ဒါပေမဲ့အတော်ကြာမောင်းပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်လုံးတစ်ခုခုမားနေမှန်းရိပ်မိသွားတယ်။ရုတ်တရက်ဆိုရင်တာမန်လျှက်စစ်စကူတာဆိုရင်အားကုန်သွားတာကြပြီလေ။ဒီကားကဘလို့လုတ်ပြီးခံနိုင်ရရှိနေတာလဲ။အတော်ကြီးလီလည်းတစ်ခုခုမားနေမှန်းသတိထားမိလိုက်တယ်။ဒါပေမဲ့အခုတော့သူတခြားဘာကိုမှစဉ်းစားမနေနိုင်တော့ဘူး။သူ့မြေးရဲ့တပည့်ကိုပြန်ခေါ်ဖို့ပဲစိတ်ဆောနေတာ။မတိလိုက်ဖဲနဲ့သူကားကိုနေဆက်မြို့အထိလိုက်လာခဲ့မိတယ်။ဒီအချိန်မှာတော့ကားထဲကလူနှစ်ယောက်လည်းလန့်နေကြပြီ။တောက်ကျိုးနေဒီစကူတာကမတမာမှုလုပ်ထားတာပဲ။ဘလို့လုတ်ပြီးဒီလောက်မြန်မြန်မောင်းနိုင်ရတာလဲကားမောင်းတဲ့လူကနဖူးကချွေးတွေကိုတုပ်လိုက်တယ်။ dashboard ပေါ်ကအချက်ပေးတံမြည်လာတဲ့အခါသူတုံ့လှုပ်သွားတယ်။မကောင်းတော့ဘူး။စီကုံတော့မယ်။ကားနောက်ခံကလူလည်းငြိမ်မနေနိုင်တော့ဘူး။သူတို့စီတဝက်လောက်သုံးပြီးနေပြီ။နောက်ကလျှက်စစ်ဆိုင်ကယ်ကဒီလောက်အထိလိုက်နိုင်နေတာမယုံနိုင်စရာပဲ။သူပတ်ဝန်းကျင်ကလူသူကင်းမဲ့တဲ့လမ်းကိုကြည့်လိုက်တယ်။ကားရက်လိုက်စမ်းဒီမိမကိုရှင်းပြရမယ်။မကြခင်မှာပဲကားကလမ်းဘေးမှာဖြည်းဖြည်းချင်းရက်သွားတယ်။လူနှစ်ယောက်လည်းကားပေါ်ကဆင်းလာတယ်။သူတော်ကြီးလီကိုဒေါသတကြီးနဲ့ဟေ့ရောင်ဒီလောက်ထိလိုက်ဖို့လိုလား။အခုချက်ချင်းပြန်လှည့်သွားရင်နင်းအသက်ချမ်းသာပေးဖို့စဉ်းစားပေးမယ်သူပြောရင်းနဲ့လက်ထဲကလက်နက်ကိုအတော်ကြီးလီကိုပြလိုက်တယ်။အတော်ကြီးလီလည်းလျှက်စစ်ဆိုင်ကယ်ကိုလမ်းဘေးမှာထိုးရက်လိုက်တယ်။သူကတပည့်နှစ်ယောက်ကိုဘာမှကြောက်ရွံ့ခြင်းမရှိပဲကြည့်နေတယ်။အင်ဂျီလက်ကိုလိတ်တင်ပြီးတိတ်တိတ်လျှောက်သွားလိုက်တယ်။အတော်ကြီးလီရဲ့လှုပ်ရက်ကြောင့်သူဒေါသထွက်သွားတယ်
သူကဓားမြောင်ကိုကင်ပြီးရှေ့ကိုတိုးဝင်လာခဲ့ပေမဲ့အတော်ကြီးလီကဘေးကိုရှောင်လိုက်ပြီးထိုလူရဲ့ဓားကိုလူယူလိုက်ပါတယ်။လူတယောက်ကိုပခုံးပေါ်တင်ပြီးလွှင့်ပစ်လိုက်တယ်လို့မျိုးအလွယ်လေးပစ်ချလိုက်ပြီးတခဏချင်းမှာပဲထိုလူကိုတတိလစ်သွားအောင်လုပ်လိုက်ပါတယ်။နောက်ထပ်လူတယောက်ကတော့ဒီမြင်ကွင်းကိုကြည့်ပြီးကြောက်တောင်းတောင်းဖြစ်သွားကကားပေါ်တက်ပြီးအရင်ထွက်ပြေးရမလားလို့တိုးဆုပ်နေခဲ့ပါတယ်။ဒါပေမဲ့အတော်ကြီးလီကသူ့ရဲ့လေပင်နောက်ပိုင်းကိုဆွဲကင်လိုက်တာနဲ့ချက်ချင်းဆိုသလိုမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အတော်ကြီးလီကနှစ်ယောက်သားကိုကြည့်ပြီးလက်ခုပ်တီးလိုက်ကငါပြိုင်ပွဲဝင်တုန်းကမင်းတို့နှစ်ယောက်ကဘောင်းပီပင်ပေါက်လေးတွေပဲဝင့်နေတုံးရှိသေးတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ကားတကားကိုဖွင့်ပြီးငိုနေတဲ့တူတူကိုခြိလိုက်တယ်။သူက0စီအကြောင်းကြားဖို့ဖုံးထုတ်လိုက်တယ်။ဒေတာခန်ရဲတွေနဲ့တာဝန်ရှိသူတွေရောက်လာတော့တပြက်နှစ်ယောက်ကဒဏ်ရာတွေနဲ့ကားဘေးမှာကွေးကွေးလေးထိုင်ပြီးငိုနေတာကိုမြင်လိုက်ရတယ်။အတော်လီကတူတူကိုချော်ရင်းရှင်းပြလိုက်တယ်။ sorry နော်ဒီကလေးတွေကအမြဲတမ်းပြေးချင်နေတာ။နည်းနည်းတော့ကြမ်းသွားတယ်။သူတို့တဲကအချို့ကအတော်လီကိုအပေါ်အောက်ကြည့်လိုက်တယ်။သူမလျှက်စစ်ဆိုင်ကယ်နဲ့ကီလို2ရကျော်အထိလိုက်ဖမ်းလာခဲ့တာလို့ကြားတော့အကုန်လုံးအံ့ဩသွားကြတယ်။ပါဇက်အဟောင်းသားဖြစ်သွားကြတဲ့အထိပါပဲ။အတော်လီကိုယ်တိုင်လည်းအံ့ဩနေမိတယ်။ဒီလောက်ဝေးတဲ့အထိလိုက်မိလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေ။ကိစ္စတွေအကုန်ပြီးသွားတော့မိုးတောင်ချုပ်သွားပြီ။အကွာဝေးကအရန်ဝေးတော့ရီရှန်ကကားတစ်စီးငှားပြီးသူမရဲ့လျှက်စစ်ဆိုင်ကယ်ကိုအိမ်ပြန်တယ်လာခဲ့ရတယ်။အရာအလုံးပြန်ပြီးတည်ငြိမ်သွားတယ်။ဒါပေမဲ့ညနေပိုင်းမှာလူမဲတယောက်အောက်ထပ်ကားရက်နာရနေရာစီရောက်လာတယ်။ရက်ထားတဲ့လျှက်စစ်ဆိုင်ကယ်ကိုကြည့်ပြီးတော့သူ့မျက်နှာမှာမကောင်းဆိုးဝါးဆန်တဲ့အပြုံးတစ်ခုပေါ်လာတယ်။သူကတော့ဘက်ထရီခိုးသူလို့နာမည်ကြီးပြီးပလင်းခိုးသူလို့လည်းသိကြတဲ့ဒဏ္ဍာရီလာလူဆိုးပါပဲ။သူကလျှက်တစ်ပြက်နဲ့လှုပ်ရှားလိုက်တာခဏလေးတွင်းမှာပဲဘက်ထရီအချို့အခိုးခံလိုက်ရတယ်။ဒါပေမဲ့ကားတစ်စီးရဲ့ဘက်ထရီကိုခိုးဖို့ကြိုးစားတော့ဝူရီတယောက်မျက်မှောင်ကျုံမိသွားတယ်။ငါတနိုင်ငံလုံးမှာဘက်ထရီတွေခိုးလာတာဒီလောက်ခိုးရခက်တဲ့ဟာမျိုးတစ်ခါမှမကြုံဘူး။ဒါကဝူရီရဲ့ပြိုင်ဆိုင်လူစိတ်ကိုချက်ချင်းနှိုးဆွလိုက်တယ်။ဒါပေမဲ့မထင်မှတ်ပဲအကြိမ်ကြိမ်ကြိုးစားကြည့်ပေမဲ့ဘက်ထရီရဲ့ကာကွယ်ရေးလုပ်ကိုမဖြုတ်နိုင်ခဲ့ဘူး။သူတော်တော်လေးဒေါသထွက်သွားတယ်။သူစာရွက်နဲ့ဘောပင်ထုတ်ပြီးစာတစ်စောင်ခြံထားခဲ့လိုက်တယ်။နောက်တနေ့မနက်စောစောမှာရဲတွေအောက်ထပ်ဆင်းလာတော့လူစုလူဝေးနဲ့တခုခုကိုဆွေးနွေးနေကြတာတွေ့လိုက်ရတယ်။သူမလည်းဘာဖြစ်လဲဆိုပြီးနားဆွင့်ကြည့်လိုက်တယ်။ရက်ကွက်ထဲမှာဘက်ထရီတွေအစုလိုက်ပြုံလိုက်အခိုးခံလိုက်ရတာတဲ့အတော်လီတယောက်ချက်ချင်းတင်စိုးရင်တကြီးသူ့လျက်စစ်ဆိုင်ကယ်ကိုစစ်ကြည့်ပေမဲ့သူတို့ကားရဲ့ဘက်ထရီကတော့အခုမခံရဘူးဆိုတာသိလိုက်ရတယ်ဒါပေမဲ့စာတစ်စောင်ထပ်တွေ့တယ်မင်းငါ့ကိုဘဝမှာပထမဆုံးအကြိမ်ရှုံးနေမှုအရသာကိုခံစားဖို့အောင်လုပ်ခဲ့တယ်ငါလက်မလျှော့ဘူးမင်းရဲ့ဘက်ထရီတွေကိုငါပြန်သိမ်းပိုက်မယ်တဲ့ဒေါ်လီမျက်မှောင်ကျုပ်သွားတယ်ဒီဘက်ထရီခိုးတဲ့သူကတော့တော်တော်ဦးကြောင်ကြောင်နိုင်တာပဲအိမ်နီးချင်းတွေကတော့ဒေါ်လီတို့ဘက်ထရီတွေအကောင်းကြီးရှိနေတာမြင်လိုက်ကြတယ်သူတို့အားလုံးဆက်စုပြီးမေးခွန်းတော့ထုတ်ကြတယ်ဒေါ်လီကလည်းဘာမှဖုံးကွယ်မထားဘူးသူကဒီအဖြစ်အပျက်ကိုအတော်လေးချက်ကားပြီးပြောလိုက်တယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ဆိုင်တကားဖွင့်လိုက်တော့ဒေါ်လီကရက်ကွက်ထဲကလူတဝက်လောက်ကိုခေါ်လာပြီးဆိုင်ရှိမှာပိတ်ရက်နေတာကိုတွေ့လိုက်ရတယ်ဘာမှမပြောနဲ့လီတင်ရဲ့မျက်နှာမှာအပြုံးမပြတ်ရှိနေတာဒါမဟုတ်ရင်ဒေါ်လီတို့ဆိုင်ဖြတ်စည်းဖို့လူစုပြီးလာကြတယ်တောင်ထင်ပြီးတော့မှဒေါ်လီပြောပြတာကိုနားထောင်ပြီးတော့ကျွန်တော်လည်းအံ့အားသင့်သွားတယ်တခိုးကဒီလောက်ထိရိုင်းဆိုင်လိုက်မယ်လို့မထင်ထားဘူးတညရဲနဲ့ဘက်ထရီတဒါဇင်ကျော်ခိုးရုံတင်မကပဲစာပါချန်ခဲ့ပြီးစိန်ခေါ်ရဲသေးတယ်ဒီလောက်များတဲ့ဘက်ထရီတွေကိုအားလုံးကိုနျူကလ িয়ার စွမ်းအင်သုံးအသေးစားဘက်ထရီတွေနဲ့လဲပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးကျွန်တော်အားလုံးကိုဆိုင်မှာကားတွေလာရက်ခိုင်းလိုက်တယ်ပြီးတော့မှလူတွေကိုပြန်လွတ်လိုက်တယ်ကျွန်တော်အဖော်ကလည်းဘက်ထရီတဒါဇင်ကျော်ယူလာပြီးလဲပေးလိုက်တယ်ဒါပေမဲ့ပြဿနာတစ်ခုရှိနေတယ်ဒီလူတွေရဲ့ဘက်ထရီတွေသာထပ်ခိုးခံလိုက်ရရင်ကျွန်တော်ဆိုင်နာမည်ပြတ်သွားလိမ့်မယ်အဲ့ဒီညကလျှက်စစ်ဆိုင်ကယ်တွေကိုအားလုံးတိမ်လိုက်တယ်ကျွန်တော်ဆိုင်တကားပိတ်ပြီးရှောင်းဟိုင်းနဲ့မောင်းထွက်ခဲ့တယ်ရက်ွက်ဘေးကလမ်းမမှာစောင့်နေလိုက်တယ်အဲ့ဒီနေရာကကားရက်နားတဲ့နေရာကိုမြင်ရတယ်ဒေါ်လီတို့ကရဲခေါ်ထားပေမဲ့ရဲတွေမှလည်းပိုအရေးကြီးတဲ့ကိစ္စတွေရှိနေတတ်တော့ဘာဖြစ်လာမလဲမပြောနိုင်ဘူးဒါကြောင့်စိတ်ချရအောင်ကျွန်တော်ကိုယ်တိုင်စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ရက်တော်ကြာတဲ့အထိတခိုးကပေါ်မလာဘူးရဲတွေနဲ့ဥမြင့်တောင်ပြန်သွားကြတယ်ရက်ွက်ထဲကလူတွေပဲဆက်ဆောင်နေကြတယ်ညဖက်ကျွန်တော်အိပ်ပျော်ခါနီးအချိန်ကားထဲမှာရုတ်တရက်ကြောဖို့အိတ်တလုံးလွယ်ထားတဲ့လူတယောက်ကြီးပြောင်ရဲ့အရေးတစ်ခုကားကိုထောင်ထဲကထွက်သွားတယ်ပြီးတော့တယောက်ကခေါင်းလေးပြူကြည့်လိုက်တယ်ရက်ွက်ထဲကလူတွေကတီးသွားကြတယ်ဟဲ့တခိုးငါတို့မင်းကိုစောင့်နေတာကြာပြီမြ мян သားငါတို့ဘက်ထရီတွေပြန်ပေးစမ်းပြောဆိုနဲ့လူတွေအားလုံးဝူဒီကိုဝိုင်းပတ်ပြီးလမ်းပိတ်လိုက်ကြတယ်သူ့ကိုဖမ်းပြီးတော့မလို့ဖြစ်နေပေမဲ့မထင်မှတ်ပဲဝူဒီကအနောက်ဘက်ကိုပြန်လှည့်လိုက်တယ်လက်နှစ်ဖက်ခြေနှစ်ဖက်ကိုအသုံးပြုပြီးကားကိုထောင်ခေါင်းမိုးပေါ်ကိုလှည့်မြန်စွာတက်သွားတယ်ပြီးတော့ခြေလမ်းကျကျနဲ့ရှေ့ကိုတက်ပြီးကားကိုထောင်ပေးကနေရံပေါ်ကိုခုန်တက်လိုက်တယ်သူကရက်ွက်ထဲကလူတွေကိုလှည့်ပြီးစားဖို့တောင်မမေ့ဘူးအားလုံးပဲဘိုင်းဘိုင်းနော်နောက်တစ်ခါထပ်လာခဲ့အောင်မယ်တဲ့ရက်ွက်ထဲကလူတွေအားလုံးကြောင်သွားကြတယ်ဒီဘက်ထရီတစ်ခုကဒီလောက်တောင်ကျွမ်းကျင်လိမ့်မယ်လို့မထင်ထားဘူးဝူဒီကလူတွေရဲ့တုံ့ပြန်ပုံကိုကြည့်နေတယ်နောက်ကိုတစ်ချက်မှမကြည့်ပဲသူ့ရဲ့ဘာကူးစွမ်းရည်ကိုပြလိုက်တယ်စတာပါဒီလောက်စွမ်းရည်မရှိရင်တခိုးဆိုတဲ့နာမည်ကိုဘယ်လိုခံနိုင်မှာလဲမျက်စိတမိတ်တွင်းမှာပဲဝူဒီကရက်ွက်ထဲကပြေးထွက်သွားတယ်ဒါပေမဲ့ရုတ်တရက်ပဲရှိမှအနက်ရောင်ပြန်တန်းနိုင်တဲ့ကားတစ်စီးပေါ်လာတာကိုသူမြင်လိုက်ရတယ်ဝူဒီချက်ချင်းပြန်လှည့်လိုက်တယ်သူကတော့အပြင်မှာမှောင်လုံးလို့မျက်စိမားတာလို့ထင်လိုက်တာတေချာကြည့်လိုက်တော့မှတကယ်ကိုတောင်ပန်ပါတဲ့အနက်ရောင်စီတင်ကားကြီးဝူဒီခဏလောက်အံ့အားသင့်သွားပြီးချက်ချင်းဥတီယာကိုပြောင်းလိုက်တယ်အနီးနားကရေကန်ဘက်ကိုပြေးသွားတယ်သူကရေငုပ်ဖို့အောက်ဆီဂျင်ဘူးတေးသေးလေးတစ်လုံးလဲပါလာတယ်ရေကန်ကျန်းပြင်ထဲကိုငုပ်ဆင်းပြီးသူလွယ်လွယ်လေးထွက်ပြေးလို့ရတယ်ဒီအချိန်မှာကျွန်တော်လဲကားထဲမှာစိတ်ပူနေတယ်နေပါဦးဝူဒီကပုံမှန်သွားနေကြလမ်းကြောင်းအတိုင်းမသွားဘူးကျွန်တော်သူ့ကိုလိုက်နိုင်ပေမဲ့မဖမ်းမိသေးဘူးကျွန်တော်တိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲဝူဒီကသူ့ကြောဖို့အိတ်ထဲကအောက်ဆီဂျင်ဘူးလေးကိုထုတ်လိုက်တယ်
သူရေကန်ထဲကိုရုတ်တရက်ခုန်ချသွားတယ်ကျွန်တော်အနှဲငယ်ပြုံးလိုက်တယ်အဲ့ဒီလောက်နဲ့လွတ်သွားမယ်ထင်နေတာလားအရန်ရိုးတာပဲကျွန်တော်ကားရဲ့တောင်ပံတွေကိုခောက်သိမ်းပြီးရေကန်ကျန်းပြင်စီကိုထိုးဆင်းသွားတယ်ရေထဲမှာရှိတဲ့ဝူဒီကဒီမြင်ကွင်းကိုမြင်လိုက်ရတယ်သူတအံ့တော်ဖြစ်သွားတယ်ဒါကဘာကြီးလဲသူကလေထဲမှာရောရေထဲမှာပါသွားလို့ရတယ်သူ့ထက်တလန်းတာနေတယ်ကျိုးဖို့အိတ်ထဲမှာလည်းလွတ်မြောက်ဖို့အသုံးဆောင်တွေအစုံပါတယ်လေထီးတောင်ပါသေးတယ်အခုလိုကုန်းရေလေအကုန်သုံးနိုင်တဲ့နည်းပညာမြင့်ကိုတွေးလိုက်ရတော့သူဘာမှမတတ်နိုင်တော့ဘူးချက်ချင်းမြေကြီးတူးပြီးပုံးနိုင်မှပဲအသက်ရှင်ဖို့လမ်းစာရှိမယ်ဝူဒီတယောက်ဘဝမှာပထမဆုံးအကြိမ်ဖြစ်ကြောက်လန့်သွားတယ်မဟုတ်ရင်တော့ဘက်ထရီပဲခိုးတော့မယ်ဒီလောက်နည်းပညာမြင့်တဲ့ပစ္စည်းတွေကိုသုံးနေချိန်မှာအောက်ဆီဂျင်ကကုန်ခါနေပြီဝူဒီလည်းရေပေါ်တက်လာပေမဲ့ကုန်းပေါ်ကိုချက်ချင်းမတက်သေးဘူးကံဘေးကမျက်ခင်းပေါ်မှာလဲလျောင်းပြီးအသက်ရှူနေတယ်ကျွန်တော်လည်းရှောင်းဟိုင်ကိုလမ်းဘေးမှာရပ်ထားပြီးဝူဒီကိုကြည့်နေလိုက်တယ်ဝူဒီကတော့မိုးမိထားတဲ့ကြက်သားလိုရွှဲဆူနေတယ်ဟိတ်ကောင်မင်းထပ်ပြေးအောင်မလားမပြေးတော့ဘူးဆိုရင်ငါရဲတွေကိုဖုံးဆက်ခေါ်လိုက်တော့မယ်နော်ဝူဒီထိုင်လိုက်ပြီးကျွန်တော်ကိုစိုက်ကြည့်တယ်တခုခုကိုဆုံးဖြတ်ချက်ချလိုက်ပုံပဲဒီနေ့ရှုံးတာကပစ္စည်းကိရိယာကြောင့်ပါဒါပေမဲ့အထဲမှာလူတွေအများကြီးရှိတယ်ငါ့ကိုအထဲဝင်ပြီးတင်တန်းကောင်းကောင်းတက်ခွင့်ပြုလိုက်ပါပြီးရင်မင်းနဲ့အပြည့်ရှင်းမယ်ခဏကြာတော့ဦးလေးရောက်လာပြီးဝူဒီကိုခေါ်သွားတယ်ရက်ွက်ထဲကဘက်ထရီကိုနောက်ဆုံးတော့ကဲတင်နိုင်လိုက်ပြီကျွန်တော်ကအပေါက်ခံလိုက်ရသလားမသိဘူးဒါပေမဲ့စိုးရိမ်နေဖို့အချိန်မရှိဘူးနောက်နေ့မှပဲစိုက်ဖွင့်လိုက်တယ်ရင်းနှီးနေတဲ့ဘန်ကားတစ်စီးဖြည်းဖြည်းချင်းရောက်လာတယ်ကျွန်တော်အံ့ဩသွားတယ်အမေနဲ့အဖေကခီးသွားမယ်လို့ပြောထားတာရက်အနည်းငယ်ပဲရှိသေးတယ်ကျွန်တော်ကြောင်နေတော့အဖေကားပေါ်ကဆင်းလာတယ်ကောင်းလေးကြီးပြန်ရောက်လာတော့မင်းမျက်နှာကဒီတိုင်းပဲလားသူတခုခုလှုပ်ထားသလားဆိုပြီးကျွန်တော်လည်းအခြေအနေကြည့်ဖို့အမြန်ရှိတိုးသွားလိုက်တယ်ပြီးတော့အာတင်ပြီးပြုံးပြလိုက်တယ်ဦးလင်းဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲနောက်နည်းနည်းလောက်ထက်လဲပါဦးလားမင်းကိုဆိုင်မှာဘလို့ကြည့်နေလဲဆိုတာလာကြည့်တာလေအဖေကအဲ့လိုပြောရင်တကားနားမှာရပ်ထားတဲ့ရှောင်းဟေးကိုမြင်သွားတယ်သူ့အဲ့နာကိုရှောက်သွားပြီးကားကိုပုတ်လိုက်တယ်ဒီကားကိုအစင်ပြေပြေမောင်းနိုင်ပါမလားအကူကြီးလိုသေးလားဦးလင်းကျွန်တော်လုပ်ပေးရမလားအဖေကဒါဖောက်တဲ့တယောက်ရဲ့ကားလို့ထင်နေတာကားဝယ်ထားတာကိုသူတို့ကိုကျွန်တော်မပြောရသေးဘူးလေဒါပေမဲ့ဒီကားကိုအမြဲလိုမောင်းဖို့စိတ်ကူးထားတာကိုတွေးမိတော့လဲအကုန်မပြောပြဖြစ်လိုက်ဘူးသူထွက်သွားတယ်ကျွန်တော်လည်းအလုပ်ကြီးတစ်ခုရလာလို့ရွှန်3000ရခဲ့တယ်အဲ့ဒါနဲ့ကားအောင်ဈေးကွက်မှာကားတစ်စီးသွားဝယ်လိုက်တယ်ဒါပေမဲ့1000ပဲကျတယ်တော်လိုက်တဲ့ကောင်လေးတွေလူငယ်တွေကတော့ပတ်စံသုံးဖို့ဝင်မလေးကြဘူးပဲမင်းအဖေကငါ့ဗန်ကားကို12လောက်မောင်းလာတာသူကတော့လဲဖို့ကိုစိတ်မကူးဘူးတော့ပေးစမ်းဒီကားကိုငါတစ်ခေါက်လောက်စမ်းမောင်းကြည့်အောင်မယ်အဖေကကျွန်တော်ကားကိုမောင်းတော့မယ်ဆိုတော့ကျွန်တော်တွန့်ဆုတ်သွားတယ်အဲ့ဒါကိုမြင်တော့အဖေမျက်နှာချက်ချင်းပြတ်သွားတယ်ဒီကောင်လေးငါမင်းကိုဒီလောက်ကြည့်အောင်ကျွေးမွေးဆောက်ရှောက်လာတာကားလေးတစ်ခေါက်မောင်းခိုင်းတာတော့နှမျောနေတာလားကျွန်တော်လည်းအမြန်ပဲပြုံးပြီးနှစ်လက်နဲ့တော့ကိုကမ်းပေးလိုက်ရတယ်အထူးမုတ်တွေဘာတွေလဲမဖွင့်ထားပါဘူးဒါကတာမန်ကားပါပဲသူမအဖေကားကိုအတင်းလူယူသွားမှာကိုပဲစိုးရိမ်နေတာတကယ်ပါပဲအဖေမောင်းပြီးပြန်ရောက်လာတော့သူ့မျက်နှာမှာဝမ်းသာအားရဖြစ်နေတာကိုကျွန်တော်တွေ့လိုက်ရတယ်ရှောင်းဝေမင်းကားကတကယ်ကိုအမိုက်စားပဲမင်းဖေအလုပ်စူးစမ်းလာတာဒီလောက်ကောင်းတဲ့ကားမျိုးတစ်ခါမှမမောင်းဘူးကျွန်တော်လည်းခေါင်းငိမ့်ပြပြီးဘာမှပြန်မပြောမိဘူးဒီကားကိုပြင်ဖို့အများကြီးစူးစမ်းထားရတာဒါကကျွန်တော်ရဲ့ပထမဆုံးချစ်ရတဲ့ကားပါအမှတ်တရတွေရှိတယ်လေသိတယ်မလားအဖေကစိတ်မရှိတယ်လို့ပြောတယ်ကျွန်တော်ကဒီလောက်ထိအရေးအမွက်ပြောနေတာကိုဘာမှပြန်မပြောဘူးဦးလန်ဘာတွေကိုပြောနေတာလဲကျွန်တော်တကယ်ပဲနားမလည်ဘူးလို့လန်ချင်းကပြန်ပြောတယ်သူ့ဘန်ကားစီကျွန်တော်ကိုဆွဲခေါ်သွားတယ်ဟေးလေးငါကားကိုကြည့်စမ်း12ကျော်မောင်းလာတာကားကလည်းပြတ်တော့မှအဲ့ဒါကိုကြားတော့ကျွန်တော်ပါဇက်ကတွန့်သွားပြီမဲ့ချက်ချင်းပဲစိတ်ကူးကောင်းတစ်ခုရလိုက်တယ်သူလည်းအဖေကိုပြုံးပြလိုက်တယ်ဦးလန်ဦးကကားကောင်းမှန်းတကယ်မသိတာပါဒါကဒန်နာရီလာဝူလင်ဟုံကွမ်ကားကြီးလေအခုတော့ဒါကအပြည့်ဝမဖြစ်သေးပေမဲ့စွမ်းဆောင်ရည်ရှိတယ်နည်းနည်းလောက်ပြင်ဆင်လိုက်မယ်ဆိုရင်မာစီးတီးကားစိန်ခံကားတွေအကုန်လုံးကသူ့ရဲ့ညီငယ်လေးတွေဖြစ်သွားမှာပဲအဖေတို့လိုအောင်မြင်တဲ့သူမျိုးပဲဒီကားကိုမောင်းတင်တာပေါ့ဒါမှလည်းဒီကားနဲ့တန်မှာပေါ့အဖေကကျွန်တော်စကားတွေကိုယုံသွားပုံပဲသူ့မျက်လုံးတွေတောက်ပသွားပြီးပြောလိုက်တယ်မင်းပြောတာမှန်တယ်နော်ဒီဝူလင်းဟုံကွမ်ကတကယ်ပဲအဲ့လောက်တောင်အစွမ်းထက်တာလားကျွန်တော်ပြောတာဒီလုပ်ငန်းကိုနားလည်တဲ့သူတွေကိုပဲပြောတာပါတခြားလူတွေကိုတော့ကျွန်တော်မပြောဘူးလေအဖေကဟဟပပတ်ရေးလိုက်တယ်ကျွန်တော်ပခုံးကိုပုတ်ပြီးပြုံးလိုက်တယ်ကဲအဲ့ဒါဆိုရင်ဒီကားကိုမင်းမဲယူထားလိုက်တော့အဖေကပူပင်ပန်းနေလို့မင်းရဲ့ဒုတိယလက်ဆွဲအနက်ရောင်ကားလေးကိုပဲပြန်ယူလိုက်မယ်အရန်လဲဝမ်းသာမနေနဲ့အိုးဒါကအဖေတယောက်အနေနဲ့လုပ်ပေးတင်တာပါကျွန်တော်လည်းနှက်ခမ်းကိုတွန့်ယုံပဲပြုံးလိုက်မိတယ်တကယ်ပါပဲလူကြီးတွေကတော့ပို့ပြီးတော့တောင်နားလဲတက်ကြပါသေးတယ်ရက်အနှဲငယ်ကြတော့အဖေကကျွန်တော်အနက်ရောင်ဆိုင်ကယ်လေးကိုစီးသွားခဲ့တယ်ကျွန်တော်ရှိကဝူလင်းဟုံကွမ်ကိုကြည့်လိုက်တယ်ဆိုင်ရှက်တာတွေကိုချလိုက်ပြီးဒီကားကိုပြင်ဆင်ဖို့အတွက်စိတ်နှစ်ပြီးလှုပ်တော့တယ်9 ရက်9 ညလုံးအားထုတ်ပြီးတဲ့နောက်မှာတော့ဒီဝူလင်းဟုံကွမ်ကားကိုအစ်စ်အမှန်အော်တိုဘော့အဖြစ်ပြောင်းလဲနိုင်ခဲ့ပါပြီဒီကားမှာအနုမြူစွမ်းအင်31ခုတက်ဆင်ထားတယ်ပြီးတော့တကယ့်ကိုထိတ်တန်းအတူအယောင်ဉာဏ်ရည်တုစနစ်လည်းပါဝင်ပါတယ်အကုန်လုံးပြီးသွားတော့မှကျွန်တော်ဆိုင်တကားကိုဖွင့်ပြီးဝူလင်းဟုံကွမ်ကိုမောင်းထွက်ခဲ့တယ်လူသူကင်းမဲ့တဲ့နေရာကိုရောက်တော့စမ်းသက်မောင်းနှင်ဖို့လုပ်နေတော့မှပဲအဖေစီကဖုန်းဝင်လာတယ်ဖုန်းကင်လိုက်တာနဲ့အဖေကစိတ်လှုပ်ရှားပြီးပြောတယ်ရှောင်းဟီးရီမင်းရဲ့အဟောင်းကားကိုဝယ်ဖို့တယောက်ကငွေ1 သန်းပေးမယ်တဲ့အဲ့ဒီစကားကြတော့ကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်ကျွန်တော်ကဒီကားကိုရှန်ဟိုင်းမှာဝယ်တော့ငွေနည်းနည်းပဲပေးခဲ့ရတာ
ပြင်ဆင်ပြီးသွားပေမဲ့အရင်ကထက်ပိုကောင်းသွားတယ်ဆိုပေမဲ့လည်းငွေတန်းလောက်တန်ဖိုးမရှိပါဘူးသူကအဲ့လောက်ထိပေးမယ်ဆိုရင်ဒီကားကတာမန်ကားမဟုတ်မှန်သူသိသွားတာပဲဖြစ်မယ်ဒါကိုတွေးမိပြီးကျွန်တော်မြန်ပဲပြန်ပြောလိုက်တယ်အဖေတို့ကမှလည်းဘာမှသဘောမတူလိုက်ပါနဲ့ဦးကျွန်တော်အခုချက်ချင်းလာခဲ့မယ်ဒါပေမဲ့အဖေကတော့ရေမောပြီးပဲပြောနေတယ်ဒါကြောင့်ကျွန်တော်လည်းတွေ့ဝေနေမိတယ်ဒါမျိုးအခွင့်အရေးကလက်လွတ်ခံလို့မဖြစ်ဘူးလေမဟုတ်ဘူးလားသားရဲ့ကျွန်တော်စကားမပြောနိုင်အောင်ငေးမောသွားတယ်သူကဒေါသအကြီးနဲ့ပြောတယ်အဖေရဲ့ဘယ်လိုလုပ်ပြီးတားခွင့်ပြုချက်မယူပဲရောင်းလိုက်တာလဲသူတို့ကကျွန်တော်ကားကိုရောင်းလိုက်ကြပြီအဖေကတော့ကျွန်တော်ဒီလောက်ဒေါသထွက်လိမ့်မယ်လို့မထင်ထားပုံပဲသူ့အမြင်မှာတော့တာမန်ကားအဟောင်းတစ်စီးကိုတန်းနဲ့ရောင်းရတာကအရန်မြက်ကြီးနေပြီလို့ယူဆထားတာကိုရှောင်းဝေးစိတ်မပူပါနဲ့ဟိုလူတွေကသူတို့ပြန်မရောင်းပေးချင်ဘူးလို့ပြောတာမဟုတ်ဘူးတားပဲအချိန်မဆိုပြန်ယူလို့ရပါတယ်အဆိုးဆုံးဆိုရင်တော့ပတ်စံပြန်အမ်းပေးလိုက်ရုံပေါ့ကျွန်တော်မျက်ခုံးပေးလိုက်မိတယ်ဒီကားကိုဝယ်တဲ့လူကတမျိုးကြီးလို့ခံစားနေရတယ်ကျွန်တော်လည်းပြောလိုက်တယ်ဖေဖေဟိုလူဖုန်းနံပါတ်ပေးပါကျွန်တော်ပဲတိုက်ရိုက်ဆက်သွယ်လိုက်မယ်ခဏအကြာမှာဖေဖေပေးတဲ့နံပါတ်ကိုဆက်သွယ်လိုက်တယ်ဟိုလူနဲ့အဆက်အသွယ်ရသွားတယ်ဟဲလိုဖေဖေပြောပြလို့သိရပါတယ်ခမရတို့အဖေစီကကားတစ်စီးကိုတန်းနဲ့ဝယ်ထားတယ်ဆိုအမှန်တော့အဲ့ဒီကားကကျွန်တော်ကားပါပြန်ဝယ်လို့ရမလားစာချုပ်ဖောက်ဖျက်မှုအတွက်ပေးရမယ့်လျော်ကြေးနဲ့တန်းအတွက်အပြည့်ပေးပါမယ်ကျွန်တော်မှတခင်လေးချင်းပေးထားတဲ့ပတ်စံတွေအတော်လေးကြံသေးတယ်ဒီကားကိုပြန်ရွေးဖို့ကပြဿနာမရှိပါဘူးဒါပေမဲ့ဟိုလူကတော့ဘာမှမထူးခြားသလိုပါပဲသူကအေးဆေးဆေးပဲပြောတယ်ရပါတယ်ဒါပေမဲ့စာချုပ်ဖောက်ဖျက်မှုအတွက်လျော်ကြေးပေးစရာမလိုပါဘူးဘယ်မှာတွေးကြမလဲပြောပြပါကျွန်တော်မှတခုခုတော့မှားနေပြီဆိုတဲ့ခံစားချက်မျိုးပေါ်လာတယ်သူကကျွန်တော်စိတ်ပြောင်းသွားမယ်ဆိုတာကြိုသိနေတယ်လို့မျိုးပဲကားထဲကလျှို့ဝှက်ချက်ကိုသူတို့သိသွားကြပြီလားကျွန်တော်ကိုဒီကားမလိုတော့ဘူးခေါင်းခါလိုက်ပြီးတွေးမနေတော့ဘူးသူတို့ချိန်ထားတဲ့နေရာကိုရောက်သွားတယ်လူနှစ်ယောက်စောင့်နေတာကိုတွေးလိုက်ရတယ်တယောက်ကအသက်40ဝန်းကျင်လောက်ရှိပြီးရွှေပေါင်မျက်မှန်တက်ထားတယ်တည်ငြိမ်တဲ့ပုံစံပေါက်တယ်ကျွန်တော်ကိုမြင်တော့သူပြုံးပြတယ်မင်္ဂလာပါရဲဘော်လင်းဝှေ့ဖြစ်ရမယ်နော်ကျွန်တော်နာမည်ကလီချမ်းရှုပါအဲ့ဒီနာမည်ကိုကြားလိုက်ရတော့ကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်သူ့ပုံစံကိုတေချာကြည့်လိုက်တော့သူကချက်ချင်းပဲမျက်လုံးပြူးပြီးအန်အော်ရကြီးနဲ့အော်ပြောလိုက်တယ်လီချမ်းရှုလုံမင်းသိပ္ပံအကယ်ဒမီရဲ့ပညာရှင်လေးလီချမ်းရှုကပြုံးပြီးခေါင်းငိမ့်ပြတယ်သူ့ကိုကျွန်တော်မှတ်မိနေတာကိုသူမအံ့ဩပါဘူးလီချမ်းရှုဆိုတာလုံစန်းသိပ္ပံ Institute ရဲ့အသက်အငယ်ဆုံးပညာရှင်တစ်ယောက်ပါသူကကွန်ဖုန်းရေဒီယိုမှာလည်းနှစ်ပေါင်းများစွာပါဝင်ခဲ့တာပါဤပညာကိုစိတ်ဝင်စားတဲ့သူဆိုရင်သူ့ကိုမသိတဲ့သူမရှိသလောက်ပါပဲကျွန်တော်တကယ်ကိုထိတ်လန့်သွားတယ်မထင်မှတ်ပဲဒီကားကတန်းတောင်တန်းနေတာကိုရှောင်းဟိုင်စီကနေဝယ်ခဲ့တာလေတကယ်တမ်းကျတော့လုံသိပ္ပံအဖွဲ့ကလူတွေဖြစ်နေတယ်အလွယ်ပြောရရင်သူတို့ကလုံ A Institute ကလူတွေရဲ့အာယုံဆိုင်မှုကိုခံလိုက်ရတာပေါ့အဲ့ဒီအချိန်မှာလီချန်ရှုပေးကလူကစကားစပြောတယ်အရင်ဆုံးမိတ်ဆက်ပါရစေကျွန်တော်ကစစ်ဖက်အရာရှိပါနာမည်ကဟဲကြုံလို့ခေါ်ပါတယ်မေးပါရစေ73ရက်နေ့တုန်းကနန်ဟွာပင်လယ်ပြင်ပေါ်မှာလေရင်ကိုမောင်းခဲ့တာခမားပဲမဟုတ်လားအဲ့ဒီစကားကြားတော့ကျွန်တော်ရင်တွေတုံသွားတယ်စစ်တပ်ကရေးတာရှိတာကိုမေးသွားတာလားကျွန်တော်တုံ့ပြန်မှုကိုကြည့်ပြီးဟဲကြုံသဘောပေါက်သွားတယ်အဲ့ဒီနေ့ကသူတို့နန်ဟွာပင်လယ်ပြင်တစ်ခုလုံးကိုရှာခဲ့တာပါဘာအစအနမှမတွေ့ခဲ့ရဘူးကန်းဆက်မှာကားဘီယာနှစ်ခုပဲတွေ့ခဲ့တာမယုံနိုင်စရာဖြစ်ပေမဲ့သူတို့အဲ့ဒီယာကိုလိုက်ခဲ့ကြတယ်ဒါပေမဲ့ရိုးရိုးကားတစ်စီးပဲဖြစ်နေတယ်အစကတော့သူတို့လက်လျှော့ဖို့ပြင်ထားတာပါဒါပေမဲ့ဝူရာကိုဖမ်းတဲ့ညမှာပဲအဲ့ဒီအနက်ရောင်ကားကိုသူတို့ကိုယ်တိုင်မြင်လိုက်ရတယ်အဲ့ဒီကားကလေထဲပြန်နိုင်တယ်လို့ရေထဲလဲဝင်နိုင်တယ်အဲ့ဒီနေ့ကတွေ့ခဲ့တဲ့မမတ်မီတဲ့ပြန်တန်းတဲ့အရာဝတ္ထုကဒီကားပဲဆိုတာသိတာနေတယ်စစ်ဖက်ဆိုင်ရာဌာနတစ်ခုလုံးတုံးလုံးသွားတယ်လုံအေ Institute ကလူတွေကိုညရင်းချင်းဆက်သွယ်ပြီးအမြန်လာခိုင်းခဲ့တာပါဒါပေမဲ့ကျွန်တော်ကတော့ဘယ်လိုလုပ်ထားလဲဆိုတာကိုရက်အနည်းငယ်လောက်စဉ်းစားပြီးနားလည်အောင်လုပ်ခဲ့တာပါနောက်ဆုံးတော့လူလွတ်လိုက်တာကဟဲကြုံပဲသူကအဖိုးလင်စီကနေကားကိုဝယ်ခဲ့တာဒါပေမဲ့လီချန်ရှုရဲ့အရေးချင်းနဲ့တောင်ဒီနည်းပညာကိုမခွဲစိတ်နိုင်ခဲ့ဘူးဒီအကြောင်းတွေကိုစဉ်းစားရင်ဟဲကြုံရဲ့လေတံကနည်းနည်းပြော့သွားတယ်ရဲဘော်လင်ဝှေ့ခမားဘာမှစိတ်ပူစရာမလိုပါဘူးကျွန်တော်တို့ကခမားကိုအတီးပြုတ်ပေးစေချင်ရုံပါဒါနဲ့တခုလောက်မေးပါရစေဒီကားကိုတီထွင်သူကဘယ်သူလဲခမားအဲ့ဒါကိုကြားတော့ကျွန်တော်တက်ပြင်းချလိုက်မိတယ်ကားအကြောင်းအထက်ကတိသွားတာတဘာဝပါပဲဒါပေမဲ့ဒီလောက်မြန်မြန်ဆန်ဆန်ဖြစ်လာလိမ့်မယ်လို့မထင်ထားဘူးအဲ့ဒီမြန်နှုန်းကအယမ်းမြန်လွန်းတယ်အာနာပိုင်တွေစီကခွင့်ပြုချက်ရတာထက်ပိုကောင်းတာမရှိတော့ပါဘူးကျွန်တော်ချက်ချင်းပဲဝန်ခံလိုက်တယ်ဒီကားကိုကျွန်တော်ပြုပြင်ထားတာလေတရားမဝင်ဘူးမလားကျွန်တော်အဖြေကိုကြားတော့ဟဲကြုံနဲ့လီချန်ရှုနှစ်ယောက်လုံးတက်ပြင်းချလိုက်ကြတယ်ကျွန်တော်ကိုကြည့်တဲ့အကြည့်ကပိုပြီးလေးနက်လာတယ်လီချန်ရှုရဲ့မျက်လုံးတွေမှာတောက်ပသွားတယ်ရဲဘော်လင်ဝှေ့ကျွန်တော်တို့ဒီကားကိုအယမ်းစိတ်ဝင်စားနေတယ်လုံရီရဲ့လက်ရှိနည်းပညာနဲ့ဆိုရင်လည်းကုန်းရည်နှစ်သွယ်ရင်တွေအတွက်သုံးလို့ရနိုင်ပေမဲ့နည်းပညာပိုင်းကတိတ်ပြီးမမဲ့ဝါသေးဘူးဒါကြောင့်လုံအေဌာနကိုစားခမည်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းနဲ့စိတ်ဝင်စားလားခမည်းကျွန်တော်ချက်ချင်းပဲခေါင်းငိမ့်ပြီးသဘောတူလိုက်တယ်ဘလို့ပဲဖြစ်ဖြစ်လုံအေနိုင်ငံသားတိုင်းရဲ့ရင်းထဲမှာနိုင်ငံကိုပိုတမ်းမလာအောင်လုပ်ပေးရတာဟာဂုဏ်ယူစရာကိစ္စတစ်ခုပါပြီးတော့သူတို့နှစ်ယောက်နောက်ကိုလိုက်သွားပြီးမြို့စုံကသူတေသနာဌာနတစ်ခုကိုရောက်သွားတယ်လီချန်ရှုကကျွန်တော်ကိုအစည်းအဝေးခန်းထဲခေါ်သွားတယ်အဲ့ဒီအချိန်မှာလုံအေဌာနကအရေးပါသူအချို့အစည်းအဝေးခန်းထဲမှာရောက်နေကြတယ်ပြီးတော့လီချန်ရှုကအားလုံးကိုမိတ်ဆက်ပေးတယ်
ကုန်းရေနှစ်သွယ်ရင်ကိုပြုပြင်ပေးတဲ့သူကကျွန်တော်ပါအဲ့ဒီအချိန်မှာလူတိုင်းရဲ့မျက်နှာမှာမယုံနိုင်တဲ့အရေးအယောင်တွေတွေ့နေရတယ်ချန်ရှူမင်းမနေတာမဟုတ်ဘူးလားဒီလူငယ်လေးကအသက်20ကျော်ပဲရှိအောင်မယ်လေအေးလေအဲ့ဒီကုန်းရေနှစ်သွယ်ရင်ကိုတိဆောက်ခဲ့သူဖြစ်နိုင်ပါမလားတကယ်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးလီချန်ရှူကိုယ်တိုင်လည်းမယုံနိုင်ဖြစ်နေတယ်ဒါပေမဲ့ဟဲဂျုံရဲ့စုံစမ်းမှုကမှားစရာမရှိဘူးဒါကိုတွေးမိပြီးလီချန်ရှူကလူတိုင်းကိုကြည့်ကဒီလိုပြောလိုက်တယ်ကျွန်တော်သိပါတယ်အခုချိန်မှာအားလုံးမှာမေးစရာတွေအများကြီးရှိနေမယ်ဆိုတာဒါကြောင့်လဲရဲဘော်ကိုအထူးဖိတ်ခေါ်ထားတာပါသူကအားလုံးရဲ့မေးခွန်းတွေကိုဖြေပေးဖို့ရောက်လာတာအဲ့ဒီလိုပြောပြီးတော့လီချန်ရှူကကျွန်တော်ကိုဝင်လာဖို့လက်ဟန်ပြလိုက်တယ်ကျွန်တော်ဘာကိုမှမဖုံးကွယ်ခဲ့ဘူးစနစ်ကပေးထားတဲ့ပြင်ဆင်မှုမှန်မှုအစီအစဉ်တွေအားလုံးကိုကျွန်တော်တင်ယူပြီးလက်တွေ့လုပ်ခဲ့တာကျွန်တော်ဒါတွေကိုကျွမ်းနေတာကြာပြီဒါကြောင့်ရှင်းပြဖို့ကဘာမှမခက်ခဲပါဘူးဒါပေမဲ့ရှိနေတဲ့သူအားလုံးကတော့အံ့အားသင့်သွားကြတယ်တက်ကြီးပညာရှင်တယောက်ကအသက်အရွယ်ကြီးရင့်နေတဲ့ပုံနဲ့လက်တွေတုံနေရင်သူ့မျက်မှန်ကိုပြင်တက်လိုက်ပြီးရဲဘော်လင်ဝေဒီအသိပညာတွေကိုဘယ်မှာသင်ခဲ့တာလဲလို့ပြောပြလို့ရမလားလို့မေးလိုက်တယ်ကြံတဲ့သူတွေကလည်းချက်ချင်းကောင်းကြီးလိုက်ကြတယ်လူငယ်တယောက်က theory ပိုင်းရောလက်တွေပိုင်းမှာပါဒီလောက်ထိကျွမ်းကျင်နေတာကိုမြင်လိုက်ရတာတကယ်ကိုအံ့ဩစရာပါပြောရရင်သူကအယမ်းငယ်ပါသေးတယ်လူတွေရဲ့အံ့ဩတုန်လှုပ်နေတဲ့မျက်လုံးတွေကိုကြည့်ပြီးကျွန်တော်ခဏစဉ်းစားပြီးမှကျွန်တော်ငငယ်ကလေးကစက်ပစ္စည်းတွေကိုစိတ်ဝင်စားခဲ့တာပါကံကောင်းတာကကျွန်တော်မိသားစုကလည်းကားပြင်နဲ့အလုပ်လုပ်ကြတာဒါနဲ့ကျွန်တော်စိတ်ကူးတွေကိုလက်တွေ့ဖော်ခဲ့တာပါဒီကားကိုဒီလောက်ဖြစ်လာမယ်လို့မမျှော်လင့်ထားပါဘူးလို့ပြောလိုက်တယ်ဒီလိုကိုယ်တိုင်လေ့လာပြီးရှင်းပြလိုက်တာကလူတွေကိုပိုပြီးအံ့ဩသွားစေတယ်စနစ်တကျမတင်ကြပဲကိုယ့်ဘာသာလေ့လာရုံနဲ့ဒီလောက်ထိပြောင်းလဲနိုင်တာမျိုးရေကောကုန်းပါသွားနိုင်တဲ့ယဉ်ဤပညာကိုဒီလောက်ရင့်ကျက်အောင်ဖန်တီးနိုင်တာဟာ genius ပဲမဟုတ်ဘူးသူကတကယ်ပါရမီရှင်ပဲဒီတစ်ခါတော့အားလုံးပဲလုံးဝယုံကြည်သွားကြတယ်ကားကိစ္စပြီးတော့ကျွန်တော်ပြန်လို့ရပြီလို့ထင်လိုက်တာဒါပေမဲ့မမျှော်လင့်ပဲလီချန်ရှူကကျွန်တော်ကိုဆွဲထားလိုက်တယ်ရဲဘော်လင်ဝေမင်းကိုအကူအညီတောင်းချင်လို့ကူညီပေးနိုင်မလားဒီကိစ္စကမင်းရဲ့ကျွမ်းကျင်မှုနဲ့လည်းကိုက်ညီတယ်အဲ့ဒီလိုကြားလိုက်တော့ကျွန်တော်မျက်လုံးတွေတောက်ပါသွားတယ်ကျွန်တော်လည်းလီချန်ရှူကိုကြည့်ပြီးခမားတို့ကားပြက်နေတာလားဘယ်မှာလဲကျွန်တော်ပြင်ပေးမယ်လို့ပြောလိုက်တယ်ကားမဟုတ်ဘူးလိုက်လာရင်တီးလိုက်မယ်လို့လီချန်ရှူကပြောတယ်သူကကျွန်တော်ကိုရင်ပြင်လဲမှာရက်ထားတဲ့ရဟတ်ရင်စီခေါ်သွားတယ်ကျွန်တော်လည်းမနေနိုင်ပဲနှက်ခမ်းကိုဆူလိုက်မိတယ်နှက်ခမ်းတွေပါတကယ်တော့ကျွန်တော်အခုကျွန်တော်ရဲ့အမဲရောင်ထိုင်ကုန်လေးကိုယူတော့မယ်ထင်တယ်လမ်းကရှင်းသွားပြီဒီကားကအခုမောင်းလို့ရနေပြီမလားတက်တောင့်တက်တာရှိတာကရဟတ်ရင်တွေထက်အများကြီးပိုတာပါတယ်ဟာလင်ဝေကျွန်တော်သိတာပေါ့မင်းကမှပြန်တန်းတဲ့လှုပ်ဆောင်ချက်ပါတာကိုဒါပေမဲ့ကျွန်တော်တို့သွားမယ့်နေရာမှာပြင်ပရင်တွေကိုဝင်ခွင့်မပြုဘူးလေဒီစကားကြတော့ကျွန်တော်စိတ်ထဲမှာတစ်ခုခုကိုခံမှန်းမိတယ်ခဏအကြာမှာတော့ရဟတ်ရင်ရဲ့ပြတင်းပေါက်တွေကိုတင်းတင်းကြပ်ကြပ်ဖုံးအုပ်လိုက်တယ်ဘာမှကိုမမြင်ရတော့ဘူးဒါကကျွန်တော်စိတ်ထဲကအတွေးကိုပိုးပြီးတေချာသွားစေတယ်အတော်ကြာမှလေရင်ကဆင်းသက်တယ်လေရင်ပေါ်ကဆင်းချင်းမှာပဲမြေပြင်မှာအပြည့်အစုံလက်နက်တပ်ဆင်ထားတဲ့ခန်းညားတဲ့စစ်သားအုပ်စုတစုရက်နေတာကိုတွေ့လိုက်ရတယ်လီချမ်းရှုံနဲ့ကျွန်တော်အဲ့ဒီမှာခဏစောင့်နေလိုက်တယ်လူနဲ့နဲ့ရှောက်လာကြတယ်သူတို့ကိုဥဆောင်လာတဲ့လူကပခုံးပေါ်မှာကျယ်ရီတောက်ပနေတဲ့ကိုလုံးတောင်းလူတယောက်ပါလီချမ်းရှုံကဧည့်သည်ကိုမြင်တာနဲ့ချက်ချင်းပဲအိုချမ်းရီကျွန်တော်တို့ကိုအဲ့ဒီအရာစီခေါ်သွားပေးပါလို့ပြောလိုက်တယ်စုံဟော်ချမ်းကမျက်မှောင်နဲ့ကျုပ်လိုက်တယ်သူကျွန်တော်ကိုတန်တရားနဲ့ကြည့်နေတယ်လီချမ်းရှုံကဒါကိုမြင်တော့ချက်ချင်းရှင်းပြတယ်သူကတော့ကျွန်တော်ဖိတ်ထားတဲ့ပြုပြင်ရေးကျွမ်းကျင်သူရဲဘော်လင်ဝေပါကျွမ်းကျင်သူဆိုတာဘာကိုဆိုလိုတာလဲစုံဟော်ချမ်းကတော်တော်လေးအံ့ဩသွားပုံရတယ်စုံကကျွန်တော်ကိုအပေါ်အောက်အကြိမ်ကြိမ်ကြည့်တယ်သူကျွန်တော်ကိုမယုံကြည်ဘူးဆိုတာထင်ရှားတယ်လီချမ်းရှုကစုံဟော်ချမ်းရဲ့ပခုံးကိုညင်သာစွာပုတ်လိုက်တယ်ရှေးကလေးကသူ့ရဲ့ကောင်းဆိုတာလူငယ်တွေကပဲပေါ်လာတာပါဒီလောက်နဲ့အထိတ်တလန့်မလုပ်ပါနဲ့ပြီးတော့သူကကျွန်တော်နဲ့အတူတူပါလီချမ်းရှုပြောလိုက်မှပဲစုံဟော်ချမ်းကသူ့အကြည့်တွေကိုပြန်ရုပ်သိမ်းလိုက်တယ်သူကကျွန်တော်တို့ကိုအဆောင်ချက်တင်းကျပ်တဲ့ဂိုဒေါင်တစ်ခုစီခေါ်သွားတယ်ဂိုဒေါင်ကတော်တော်ကျယ်တယ်အလယ်မှာအမဲရောင်တူညတဆနဲ့ဖုံးထားတဲ့အရာတစ်ခုရှိနေတယ်စုံဟော်ချမ်းကသူ့ဘေးကလူကိုအရေးရောင်ပြလိုက်တယ်ချက်ချင်းပဲလူတယောက်ရှိတိုးလာပြီးအတူညလက်စကူဖယ်လိုက်တယ်အဲ့ဒီအောက်ကအရာကိုမြင်လိုက်ရတော့ကျွန်တော်နှက်ခမ်းတောင်းကနေအလိုလိုတွန့်သွားမိတယ်ပြောရရင်တော့ဒီအရာကတိုက်လေရင်လို့ပြောလို့ရပေမဲ့မပြောကောင်းတဲ့ဘက်ကကြည့်ရင်တော့ဒါကအတုံးမဝင်တဲ့တန်ပိုင်းစပြီပါပဲလီချမ်းရှုကကျွန်တော်မျက်နှာအမူအရာကိုကြည့်လိုက်တော့နည်းနည်းအဆင်မပြေဖြစ်သွားပုံရတယ်ရဲဘော်လေးဝေကခမားကိုဒီနေ့ဖိတ်လိုက်တာပါဒီတိုက်လေရင်ကိုပြန်ပြင်လို့ရမလားဆိုတာကြည့်ပေးစေချင်လို့ပါတဲ့ကျွန်တော်လုံးဝအံ့ဩသွားတယ်ကျွန်တော်ကကားပြင်နဲ့ပုတ်ပြက်လူတယောက်ဒါကိုမှတိုက်လေရင်တွေကိုပြင်ခိုင်းနေတာအဲ့ဒါတောင်ဒီလောက်ပျက်စီးနေတဲ့တိုက်လေရင်ကြီးလေအဲ့ဒီအချိန်မှာဘေးကနေကျန်းဝူချန်ကဝင်ပြောတယ်ဒါကအမေရိကန်စီကနေကျွန်တော်တို့တင်စီရမိတဲ့တိုက်လေရင်ပါကဘာပေါ်မှာအလန်းဆုံးလို့နာမည်ကြီးတာပေါ့ကံမကောင်းစွာနဲ့ပဲဒီလေရင်ကအရန်ပျက်စီးနေတယ်သူတို့ဘက်ကနီလန်းပေါင်းစုံသုံးပေမဲ့ပြင်လို့မရခဲ့ဘူးနီးပညာပိုင်းဆိုင်ရာခိုးယူဖို့ဆိုတာဝေးရောတဲ့ဒါကိုကြားတော့ကျွန်တော်နှာခေါင်းကိုပို့လိုက်တယ်ဒီလောက်တန်မိုးမရှိတဲ့အမိုက်ပုံကြီးကကဘာအလန်းဆုံးတိုက်လေရင်ဖြစ်နေမယ်လို့မထင်ထားမိဘူးကျွန်တော်လည်းဘ ഹു တုတနေလို့နေတာပဲလီချမ်းရှုဘက်ကိုလှည့်ပြီးလီတာဝင်ခန်းကျွန်တော်တော့ဒီလောက်အစွမ်းမရှိပါဘူးပြလို့ပြောလိုက်တယ်ဒါပေမဲ့လီချမ်းရှုကကျွန်တော်စကားကိုဖျက်ပြောတယ်သူကကျွန်တော်မျက်လုံးကိုစိုက်ကြည့်ပြီးခမားစီမှာအရေးချင်းရှိမှန်းကျွန်တော်သိတယ်
သိပ္ပံပညာဆိုတာတိကျသေချာဖို့လိုပေမဲ့တစ်ခါတလေကြာရင်လည်းအလိုလိုသိစိတ်ကပ်ပေးတဲ့အံ့ဖွယ်တွေကိုကျွန်တော်ယုံကြည်တယ်။ဒါကြောင့်ခမားကိုစမ်းကြည့်စေချင်တာပါတဲ့။ဒါကိုကြားတော့ကျွန်တော်နည်းနည်းလှုပ်ရှားသွားတယ်။အနားမှာရက်နေတဲ့ကျန်းဝူချန်ကတော့မျက်မှောင်ကျုပ်နေတယ်။သူတို့နှစ်ယောက်လုံးလည်းစိတ်မချဖြစ်နေကြတာပဲ။ဘာလို့များကစားနေတယ်လို့မျိုးခံစားနေရတာလဲ။ဒါပေမဲ့လီချမ်းရှိုကိုလေးစားတဲ့အတွက်ကျန်းဝူချန်ကဘာမှဆက်မပြောတော့ဘူး။ဘလို့ပဲဖြစ်ဖြစ်ဒီလေရင်ကိုမပြင်နိုင်ရင်လည်းနောက်ဆုံးတော့တန်ပိုင်းစတွေဖြစ်သွားမှာပဲလေ။စမ်းကြည့်ရင်လည်းစမ်းကြည့်ပေါ့။အဲ့ဒီအချိန်မှာပဲကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်။တစ်ဖက်ကလည်းလီချမ်းရှိုရဲ့ယုံကြည်မှုကိုမဖျက်လို့ဘူး။နောက်တစ်ဖက်ကလည်းကျွန်တော်ကိုယ်တိုင်လည်းစမ်းကြည့်ချင်တယ်။နိုင်ငံတစ်ခုဖွံ့ဖြိုးဖို့အတွက်နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်။ဒီကိစ္စကကြီးမားတဲ့အကျက်တဲမဟုတ်ပေမဲ့လောင်ကိုရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်တော့အကျိုးရှိပါတယ်။ကျွန်တော်လုပ်နိုင်တာကိုလုပ်ပေးရမှာပေါ့။စဉ်းစားပြီးသွားတဲ့အခါသူတို့နှစ်ယောက်ကိုကြည့်ပြီးကောင်းပြီလို့ပြောလိုက်တယ်။ဟုတ်ပါပြီကျွန်တော်စမ်းကြည့်ပါမယ်ဒါပေမဲ့ကျွန်တော်ကကားပြင်တာကိုတယောက်တည်းလုပ်ရမှကျင်သားရနေတာလေတိုက်လေရင်တွေပြင်တာလည်းအတူတူပါပဲကျွန်တော်အလုပ်လုပ်နေတော့ကဆိုဘသူကမှလာနောက်ဆက်တာမျိုးလာရှုပ်တာမျိုးမကြိုက်ခဲ့ဘူးလို့ပြောလိုက်တယ်လီချန်ရှူကဒီကိစ္စကိုနားမလည်ပေမဲ့သူ့သဘောအတိုင်းလေးစားပေးလိုက်ပါတယ်ပြီးတော့ကျွန်တော်ကျန်းဝေါ်ချန်ရဲ့ဖုန်းနံပါတ်ကိုသုံးပြီးသူ့မိဘတွေကိုကြိုအကြောင်းကြားခိုင်းလိုက်တယ်ပြီးမှလူတွေကိုအကုန်ပြင်ထွက်ခိုင်းလိုက်တာပေါ့လူတွေအားလုံးထွက်သွားပြဒီတဲ့နောက်မှာကျွန်တော်စနစ်ကိုသုံးပြီးတိုက်လေရင်ကိုစစ်ဆေးကြည့်လိုက်တယ်ပျက်စီးမှု88%နဲ့လီချန်ရှူတို့ဘာမှမလုပ်တတ်ဖြစ်နေတာမဆန်းပါဘူးဒါပေမဲ့ပြင်ဆင်မဲ့အချက်တွေကိုစဉ်းစားတဲ့အခါမှာတော့ကျွန်တော်ကောင်းစားသွားတယ်ဒါကဒရာဂွန်နိုင်ငံအတွက်ပြင်ဆင်ပေးရမယ့်တိုက်လေရင်လေးဤပညာအမြင့်ဆုံးတွေတုံးချင်ပေမဲ့စနစ်ရဲ့အဆင့်ကမလောက်ငှနေတာဘာမှလုပ်မရတဲ့အဆုံးကျွန်တော်ပဲပတ်စံစိုက်ထုတ်ပြီးပြင်ဆင်ပေးလိုက်ရတယ်နှစ်တန်းကုန်သွားတာဒါကကျွန်တော်လက်ထဲရှိသမျှငွေအားလုံးပဲစနစ်ကပြင်ဆင်မဲ့အစီအစဉ်ကိုချက်ချင်းထုတ်ပေးလိုက်တဲ့စွမ်းဆောင်ရည်ကိုကြည့်လိုက်ဦးသိပ္ပံစကားတွေထဲကလိုမျိုးအရန်ကြီးမဟုတ်ပေမဲ့လက်တွေ့မှာတော့ဒရာဂွန်နိုင်ငံတစ်ခုလုံး Blue Star မှာကြီးစိုးနိုင်ဖို့လုံလောက်ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်တိုက်လေရင်ပြင်တဲ့အလုပ်မှာအာယုံစိုက်ပြီးလုပ်ခဲ့တယ်တဝက်လောက်ကြာသွားတယ်မှပဲသူတိုက်လေရင်ပြင်ဆင်မှုတွေပြီးစီးသွားခဲ့တယ်ဝမ်ကွန်းနဲ့လီချန်ရှူတို့ဒီသတင်းကိုကြားတော့အရန်ကိုစိတ်လှုပ်ရှားသွားကြတယ်ဝူကတိုက်လေရင်ထားတဲ့ကိုတောင်စီကိုအမြန်သွားလိုက်ကြတယ်ဒါပေမဲ့တိုက်လေရင်တွေကိုမြင်လိုက်ရတဲ့အခါသူတို့နှစ်ယောက်လုံးအံ့အားသင့်သွားကြတယ်တောင်ပန်ပုံစံကိုအကောင်းဆုံးပေါင်းဆက်ထားတဲ့ကိုရဲနဲ့တောင်ပန်တွေကတသားတည်းဖြစ်နေတာပဲပုံစံကဓာတ်သွားလို့ပဲထက်မြက်နေပြီးကြည့်လိုက်တာနဲ့ဖိအားပေးနိုင်တဲ့အပြင်သိပ္ပံဆန်တဲ့ခံစားချက်ကိုပါပေးစွမ်းနေတယ်ဒါပေမဲ့အရန်သိပ္ပံဆန်လွန်းတာကြောင့်တိုက်လေရင်လို့တော့မထင်ရတော့ဘူးအရန်ကိုလှပတဲ့မော်ဒယ်တစ်ခုလိုပဲဖြစ်နေတာအီဂယ်ချန်ရဲ့အရင်တိုက်လေရင်တွေနဲ့တော့ဘာမှကိုမဆိုင်တော့ဘူးလေသူတို့နှစ်ယောက်ခဏလောက်ငေးမိသွားကြတယ်လီချန်ရှူကတရွေးကိုအသားမျိုးချပြီးလင်းဟိုလီဒီတိုက်လေရင်ပြန်နိုင်မယ်ဆိုတာတေးချလို့လားလို့မေးလိုက်တယ်ဝမ်ကွန်လည်းအံ့ဩမှုကနေပြန်ယုံထွက်ပြီးကျွန်တော်ကိုမျှော်လင့်ချက်တွေနဲ့ကြည့်နေတယ်ကျွန်တော်သူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးလိုက်တယ်ခင်ဗျားတို့ကိုယ်တိုင်ပြန်ကြည့်မှဘလောက်ကောင်းလဲဆိုတာသိမှာပါအဲ့ဒီစကားကြတော့ဝမ်ကွန်ကလေရင်မှုကိုချက်ချင်းခေါ်လိုက်တယ်ဒါပေမဲ့ကျွန်တော်လက်ကပြလိုက်ပြီးမလိုပါဘူးဒီတိုက်လေရင်မှာ AI အလိုလျောက်တိုက်ခိုက်ရေးစနစ်ပါပြီးသားပါအဝေးထိန်းစနစ်နဲ့လည်းမောင်းလို့ရတဲ့အနာဂတ်မှာအများပြထုတ်လုပ်နိုင်ရင်တိုက်လေရင်အစင်းပေါင်းများစွာကိုတပြိုင်နက်တည်းကွန်ရက်ချိတ်ဆက်ပြီးထိန်းချုပ်လို့ရအောင်မှာအဲ့ဒါကြတော့ဝမ်ကွန်ရဲ့မျက်နှာမှာမယုံနိုင်တဲ့အရေးအယောင်တွေထင်ဟပ်နေတယ်ဒါတကယ်ဖြစ်လာနိုင်တာပဲဒီလေရင်ကလေကြောင်းတိုက်ပွဲပုံစံတွေကိုလုံးဝပြောင်းလဲပစ်တော့မှထိခိုက်မှုမရှိတဲ့စစ်ဗျူဟာမျိုးကိုရောက်အောင်လုပ်နိုင်မဲ့ဝမ်ကွန်ငေးမောနေတော့ကျွန်တော်လက်တော့ကင်ပြီးကိုတောင်ပြင်ဘက်ကကွင်းပြင်စီသွားလိုက်တယ်ကျွန်တော်အမြန်ဆက်နှုတ်လိုက်တဲ့အခါကိုတောင်ထဲကတိုက်လေရင်ကအလိုလျောက်ပုတ်ဆွဲပြီးကိုတောင်တကားဝါကိုရောက်လာတဲ့ဝမ်ကွန်ကတရွေးကိုအသားမျိုးချလိုက်တယ်သူကျွန်တော်ဘက်လက်ကြည့်ပြီးလေရင်စမ်းတက်ဖို့ချက်ချင်းစီစဉ်ခိုင်းလိုက်အောင်မယ်လို့ပြောတယ်မလိုပါဘူးအဲ့လောက်အလုပ်ရှုပ်เสียမလိုပါဘူးကြည်တာနေလိုက်ပါကျွန်တော်ဝမ်ကွန်ကိုဆွဲထားပြီးကွန်ပျူတာပေါ်မှာခလုတ်အနှဲငယ်ကိုအမြန်နှိပ်လိုက်တယ်သူတို့ရှိကတိုက်လေရင်ကရုတ်တရက်အတန်ကျဲကြီးမြည်လာတယ်ပြီးတော့လေရင်တစ်ခုလုံးမမြင်ရတဲ့စွမ်းအားတစ်ခုနဲ့မြေပြင်ကနေဒေါင်းလိုက်ထောင်တက်သွားတယ်အဲ့ဒီမှာအရှိတဲ့သူတွေအားလုံးမျက်လုံးအပြူသားနဲ့ဖြည်းဖြည်းချင်းတက်သွားတဲ့လေရင်ကိုငေးကြည့်နေကြတယ်လေထဲမှာရက်တန့်သွားတဲ့အထီပေါ်ဘလို့ဖြစ်သွားမှန်းဘယ်သူမှမသိလိုက်ကြဘူးပြေးလန်းလဲမလို့မိတောက်လဲမထွက်ဘူးလေပေါ်မှာပေါ်လို့ပေါ်နေတဲ့ဂျိုသားစစ်တင်မောနဲ့တူတယ်မြေပြင်ကနေတည်ငြိမ်ပြီးညံဆန်စွာထွက်ခွာသွားတယ်လီချန်ရှူဆိုအသက်တောင်ရှူဖို့မေးသွားတယ်ဒေါင်းလိုက်အတက်နဲ့လေထဲမှာငိမ့်သက်စွာရက်တန့်နေပုံကတော့အနာဂတ်အတွက်ကျွန်တော်တို့မြင်တွေ့ချင်တဲ့မြင်ကွင်းမျိုးပါပဲဘလို့လုပ်ပြီးရုတ်တရက်အကောင့်ထဲပေါ်လာတာလဲသူတို့တောင် theory ပိုင်းဆိုင်ရာအခက်အခဲကိုတော့မကြော်ဖြတ်နိုင်သေးဘူးဆိုတာသတိထားပါချမ်းဝေါ်ကင်းတယောက်စိတ်လှုပ်ရှားပြီးရင်ဘတ်တွေအခုံမြန်နေတယ်ဒီတိုက်လေရင်ပေါ်လာတာဟာကြီးမားတဲ့လေစိတ်တွေအပေါ်မိခိုနေရတာကိုလုံးဝပပျောက်သွားစေမှာပဲလေရင်တင်သင်းမောတွေပဲဖြစ်ဖြစ်ကွင်းပြင်လေစိတ်တွေပဲဖြစ်ဖြစ်တောင်တန်းတွေနဲ့တောအုပ်တွေထဲမှာတော့အလွယ်တကူဆင်းသက်နိုင်မှာပါအနာဂတ်မှာစစ်မြေပြင်အသုံးချမှုကပိုပြီးပေါ်ပါသွက်လက်လာတော့မယ်ဒီလိုတိုက်လေရင်မျိုးကိုသူ့တက်တန်းအတွင်းမြင်ရလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးဘလူးစတားပေါ်မှာအန်ဆုံးတိုက်လေရင်ကဘာလဲ Eagle Source လားဒီတိုက်လေရင်ရှိမှာတော့ဘာမှမဟုတ်တော့ပါဘူးဒါပေမဲ့အခုချိန်မှာတော့သူတို့နှစ်ယောက်ကိုဂရုစိုက်ဖို့အချိန်မရှိဘူးလေရင်ကိုဆက်ပြီးထိန်းချုပ်မောင်းနေရင်လေထဲမှာပုံစံမျိုးစုံနဲ့ပြန်တန်းပြနေတယ်။ကိုဘရာပြန်တန်းမှုအရွက်ကြွေပုံစံတွေနဲ့တခြားလှုပ်ရှားမှုတွေအားလုံးကိုအလွယ်တကူလုပ်ပြနေတယ်။တိုက်လေရင်တစ်စင်းအကကနေတယ်လို့မျိုးပဲ။ရှိနေတဲ့သူအားလုံးကအံ့အားသင့်ပြီးကြည့်နေကြတယ်။ဒါပေမဲ့အဲ့ဒါတင်မကသေးဘူး။ကျွန်တော်ကီးပုတ်ပေါ်မှာဆက်ပြီးလုပ်နေရင်းနဲ့တိုက်လေရင်တွေကအမြန်နှုံးစမ်းသပ်မှုစတင်တယ်။အားလုံးကတိုက်လေရင်ရဲ့အနောက်ဘက်ကိုကြည့်လိုက်တယ်။ရုတ်တရက် match ကွင်းတွေတစ်ခုပြီးတစ်ခုထွက်လာတယ်။ချက်ချင်းပဲတိုက်လေရင်တစ်ခုလုံးလျှက်စီးကြောင်းလိုပြစ်ထွက်သွားတယ်။ရုတ်တရက်ရှိကိုပြေးထွက်သွားတာပဲခဏလေးတွင်းမှာပဲအားလုံးရဲ့အမြင်အာရုံထဲကနေပျောက်ကွယ်သွားတယ်အခွင့်အရေးပျောက်ကွယ်သွားတာကိုမြင်လိုက်ရတော့မှအားလုံးသတိပြန်ဝင်လာကြတယ်ချမ်းဝေါ်ကင်းနဲ့လီချန်ရှူးနှစ်ယောက်လုံးကျွန်တော်ကိုဒေါသတကြီးကြည့်နေတယ်လင်းဝှေ့ရဲ့လေရင်ကဘလောက်တောင်မြန်တာလဲကျွန်တော်ဘာမှမပြောဘူး
သူတို့နှစ်ယောက်ကိုကွန်ပျူတာစခရင်ကိုကြည့်ဖို့အရေးအမွက်လုပ်ပြလိုက်တယ်သူတို့နှစ်ယောက်လည်းကွန်ပျူတာစခရင်ကိုကြည့်လိုက်ကြတယ်အမြန်နှုန်းပြတဲ့ကဏ္ဍတွေကမြန်မြန်ဆန်ဆန်တက်လာတယ်Mac 2.3 Mac 3.8 Mac 5.2 Mac 8.6နှစ်ယောက်လုံးမျက်လုံးအပြူသားဖြစ်သွားကြတယ်စိတ်ထဲမှာထိတ်လန့်မှုတွေနဲ့ပြည့်နှက်သွားတယ်ဒါပေမဲ့အမြန်နှုန်းကဆက်တက်နေတုန်းပဲဟာ Mac 10.5 Mac 10.8 Mac 13.4လီချန်ရှိုးတောင်တတိလစ်မလို့ဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်မိတယ်ဟာအမြန်နှုန်းကနည်းနည်းလိုနေသေးတာပဲဒီစကားကြတော့ကျန်းဝူချန်နဲ့လီချန်ရှိုးတို့သွားတွေတောင်ကျိုးမတက်ကြိုက်လိုက်မိတယ်တာမန်တိုက်လေရင်တစင်းရဲ့ပြန်တန်းနှုန်းကိုတိကျမှာပါအမြန်ဆုံးက Mac 3လောက်ပဲရှိတာပါအခု Mac 13.4ကိုမှနည်းနည်းလိုသေးတယ်လို့ပြောလိုက်တာကတော်တော်လေးဟန်လုံလွန်းနေပြီစမ်းသပ်မှုတစ်ခေါက်ပြီးသွားတော့ကျွန်တော်လေရင်ကိုဆင်းသက်လိုက်တယ်ကျန်းဝူချန်နဲ့တခြားသူတွေချက်ချင်းပဲရှေ့တိုးလာကြတယ်သူတို့လေရင်ကိုပတ်ပြီးအချိန်ချင်းကြည့်နေကြတယ်ပါဇက်ကချီကျူးစကားတွေပြောနေပေမဲ့မျက်လုံးတွေထဲမှာစိတ်လှုပ်ရှားမှုတွေအပြည့်ပါပဲအတော်ကြာမှကျန်းဝူချန်ကျွန်တော်စီလျှောက်လာပြီးမျက်ရည်တွေဝဲနေတယ်ရဲဘော်လင်းဝေကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်စစ်သားတယောက်ဗိုလ်ချုပ်တယောက်အနေနဲ့ဒီလေရင်ပေါ်ပေါက်လာတာဘလောက်အရေးပါလဲဆိုတာသူ့ထက်ပိုသိမဲ့သူမရှိပါဘူးဒီလေရင်ကအနာဂတ်စစ်မြေပြင်ရဲ့မငင်းတာတဲ့ကောင်းကင်ဘုံရဲ့အရှင်သခင်ဖြစ်လာမှာသိချပါတယ်ဒါကလုံကိုအတွက်လေချောင်းစိုးမှုကိုပေးစွမ်းနိုင်တယ်စစ်မှန်တဲ့အရှင်သခင်ကကဘာပေါ်မှာရှိနေတာပေါ့လီချန်ရှိုးလဲစိတ်လှုပ်ရှားနေတယ်ရဲဘော်လင်းဝေလုံကြီးသိပ္ပံဌာနကိုလာဖို့စိတ်ဝင်စားလားကျွန်တော်ကိုမျှော်လင့်တကြီးကြည့်နေတဲ့လီချန်ရှိုးကိုကြည့်ပြီးခေါင်းခါရင်ပြောလိုက်တယ်ကျေးဇူးတင်ပါတယ်အကယ်ဒမီလီကျွန်တော်ကိုအတိမတ်ပြုပေးလို့ပါဒါပေမဲ့ကျွန်တော်ကပြင်ရတာကိုကြိုက်တာလေအဲ့ဒီနေရာကကျွန်တော်အတွက်မဟုတ်ပါဘူးကျွန်တော်ညင်းလိုက်မယ်လို့လီချန်ရှိုးမထင်ထားဘူးလူတော်တော်များများကလုံကြီးသိပ္ပံဌာနကိုရောက်ဖို့တောင်းတနေကြတာအဲ့ဒီနေရာကနဂါးနိုင်ငံရဲ့ထိပ်တန်းပါရမီရှင်တွေစုဝေးရပါသူစိတ်မလျှော့သေးပဲဆက်ပြောတယ်လင်းဝေမင်းမသိသေးလို့ပါလုံကြီးဌာနမှာဆိုရင်ဘလို့အကျိုးကျေးဇူးတွေရှိလဲဆိုတာအဲ့ဒီမှာဆိုရင်အရင်းမြစ်မျိုးစုံကိုအပြည့်အဝသုံးနိုင်တယ်မင်းရဲ့တိုးတက်မှုအတွက်အများကြီးအထောက်အကူပြုမယ်လီချန်ရှိုးကျွန်တော်ကိုစေတနာနဲ့ပြောနေတာသိပေမဲ့ကျွန်တော်ထပ်ညင်းလိုက်တယ်ကျေးဇူးတင်ပါတယ်အကယ်ဒမီလီလုံကြီးသိပ္ပံဌာနရဲ့တန်ဖိုးကိုကျွန်တော်သိပါတယ်အဲ့ဒါကြောင့်ပဲကျွန်တော်ကမလာချင်တာပါမသိတော့ပါဘူးကျွန်တော်ကတော့ကိုဝါဒနာပါတာကိုပဲလုပ်ချင်တာပါဒါကြောင့်ကျေးဇူးတင်ပါတယ်ခင်ဗျာလီချန်ရှိုးတပြင်းချလိုက်တယ်လင်ဝေကတကယ်ကိုထူးချွန်တဲ့သူပဲကျွန်တော်မပြန်ခင်ကျန်းဝေါ်ချန်ကဂုံတူးဆောင်တစ်စိတ်တစ်ခုပေးလိုက်တယ်ဒီတစ်စိတ်ကကြီးမားတဲ့အောင်မြင်မှုတွေရထားတဲ့သူတွေကိုပဲပေးတာပါဒီဂုံတူးဆောင်တစ်စိတ်အကြောင်းကျွန်တော်သိမသိပေမဲ့ဘလောက်တောင်အရေးပါလဲဆိုတာတော့မသိဘူးဒါပေမဲ့လူတိုင်းရဲ့မနာလိုတဲ့အကြည့်တွေကိုကြည့်ရတာနဲ့တင်တန်ဖိုးရှိမှန်းသိတာပါတယ်ဂုံတူးဆောင်တစ်စိတ်အပြင်လီချန်ရှိုးကကတ်တစ်ခုပါပေးလိုက်သေးတယ်အဖော်လင်ဝေးဒီကတ်ထဲမှာငွေတန်း20ရှိတယ်ဒါကတိုက်လေရင်ပြင်ဖို့ကုန်ကျစရိတ်ပါဒါပေမဲ့ဒီလေရင်ကကျွန်တော်တို့မျှော်မှန်းထားတာထက်အများကြီးပိုကောင်းနေတယ်ရှေ့ဆက်ပြီးတော့လုံခဲ့ Institute နဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါမြေပြင်သုံးရင်နဲ့ဒီတိုက်လေရင်အတွက်ဒီကတ်ကိုလက်ခံလိုက်ပါကျွန်တော်လည်းမဆိုင်မတော့ပဲလက်ခံလိုက်တယ်ပြီးမှတခုခုကိုသတိရသွားပြီးပြောလိုက်တယ်ဒါနဲ့ပညာရှင်လေးကျွန်တော်စီမှာ Transformer Autobot တခုရှိသေးတယ်စိတ်ဝင်စားလားလီချန်ရှိုးတခါတည်းအန်အော်ပြီးစကားမပြောနိုင်တော့ဘူးဒါပေမဲ့သူ့ရင်ထဲမှာတော့လှိုင်းခံနေတော့တယ်ဘလောက်တောင်တော်လိုက်တဲ့သူလဲတကယ်ကိုထူးချွန်သူပဲသူဟာဇီလုံနိုင်ငံအတွက်တော့ကောင်းကင်ကပေးသနာတဲ့ယတနာပါပဲဇလန်းလေးကတော့ဒီတင်ပြီးဆုံးသွားခဲ့ပါပြီကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ဗျ